嘛，lâuနေရတော့ဗီထဲမှာလှုပ်နေရပါတော့ဒီ over 60 year 6နှစ်ကျော်ပြီပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်အကြောင်းနေငယ်ပါ sorry ပြောရင်ကျွန်တော်တို့ဒီ title မှာပါတဲ့ lazy ဆိုတာပေါ့နော်တကယ်တော့ကျွန်တော်ပြောတာဒီ lazy ဆိုတာဟိုလိုမျိုးပြင်းတာတွေအလုံးမလုံးချင်တာတွေကိုဆိုလိုတာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီအရင်ကကျွန်တော်တို့ဒီ infra engineer တွေဒီ DevOps တွေ SRE ကတော့ထားလိုက်ပါတော့အဲ့ဒါ SRE လည်းပါတယ်ပေါ့အဲ့တော့ဒီ engineer တွေအကုန်လုံးကကျွန်တော်တို့အဓိကကျွန်တော်တို့ဒီ repeated ဖြစ်နေတဲ့ manual လုပ်နေရတဲ့အလုပ်တွေကိုကျွန်တော်တို့ကြားထဲမှာအဓိက automate လုပ်ပေးတာပေါ့နော်အဲ့တော့ automate လုပ်ပေးတာဆိုတော့ကျွန်တော်တို့ခဏသိရမလားနေတိုင်းဒီဟာကြီးပဲလုပ်နေရမယ့်ဟာကိုကျွန်တော်တို့ automate လုပ်ပေးတာကိုကျွန်တော် lazy ဆိုပြီးတော့ဒီမှာသုံးတာပေါ့နော်အဲ့တော့ကိုဒီဘယ်လိုပြောရမလဲပြင်းတော့ပြောတာမဟုတ်ဘူးဒီအချိန်တက်မဲ့အချိန်ကုန်တဲ့အလုပ်တွေကိုရှောင်ပြီးတော့အဲ့ဒီဟာတွေကို automation နဲ့ထည့်တဲ့ဟာကို lazy လို့ပြောတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့okay ဒီကောင်ကတော့ဒါကျွန်တော်တို့ဒီ2026မှာမဟုတ်ပါဘူးကျွန်တော်ဒီ fee ထဲမှာကျွန်တော်တို့ဒီတချို့လူတွေလည်းဒီ fee ထဲမှာလုပ်နေတဲ့လူတွေဆိုသိလိမ့်မယ်ကျွန်တော်တို့ဒီလက်ရှိကျွန်တော်တို့ဒီ DevOps တို့ Infra Engineer တို့ SRE သမားတို့ရဲ့အခြေအနေကိုကျွန်တော်ကြည့်မယ်ဆိုကျွန်တော်တို့ကဒီဘယ်လိုပြောမလဲ developer တွေလိုပဲပေါ့နော် developer တွေလိုပဲလို့ပြောပေမဲ့ကျွန်တော်တို့ကဒီ developer တွေလိုမျိုး IDE တွေဖွင့်ပြီးတော့ကျွန်တော်တို့ code တွေအများကြီးရေးနေရတဲ့အထဲမှာတော့မပါဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မှာဘာတွေကြည့်ရလဲဆိုတော့အဲ့တနေ့ဒီအများကြီးဖြစ်တဲ့ YAML file တွေပြီးတော့အဲ့ဒီ log file တွေပြီးတော့တည်ရမလားကျွန်တော်တို့ဒီ Kubernetes cluster တို့တခြား system တွေ Docker image တွေဘာတွေအဲ့လိုမျိုးတွေ create လုပ်ချင်ကျွန်တော်မှာဒီ terminal တွေကနေပြီးတော့ command တွေ run ပြီးတော့အဲ့ဒီနေ့ဒါတွေလည်းပဲလုပ်နေအောင်ပေါ့နော်နည်းနည်းပါပြီးရင် infrastructure as code တွေဖြစ်တဲ့ Terraform တို့အဲ့လိုဟာလေးရေးပြီးတော့အဲ့ဒီနေ့လုပ်နေရပေါ့အဲ့လိုဟာတွေကကြာလာတဲ့အချိန်ကျတော့ကျွန်တော်တို့ဒီဘယ်လိုပြောရမလဲ document တချို့ကျွန်တော်တို့ဒီ company တွေမှာဆိုရင်ကျွန်တော်တို့တချို့ကျွန်တော်လည်းကြုံမဲ့ဘူးရတခြားလူတွေလည်းကြုံဘူးလိမ့်မယ်ပေါ့နော်အဲ့လိုဒီ server ထဲမှာဘာဖြစ်ရှင်ဒီ script လေး run လိုက်ဆိုတာမျိုးပဲရှိတယ် documentation တွေပါတယ်အဲ့ဒီဟာတွေအတွက်သေချာမရှိဘူးအဲ့လိုတွေကြားမှာကျွန်တော်တို့ကဒီရှုပ်နေတယ်ပေါ့လုံးပန်းနေရတယ်ပေါ့ဗျာအဲ့တော့အရင်တော့ကကျွန်တော်တို့ဒီ AI နေစပေါ်လာတဲ့အစပိုင်းမှာဆိုရင်ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီအရင်တော့ကျွန်တော်တို့ဒီလိုမျိုးအခုလိုမျိုးဒီနာမည်ကြီးနေတဲ့သိရမလားဒီ cloud code တို့ GPT OS တို့ဒီပိုင်း open source ဖြစ်တဲ့ပြီး open code တို့အဲ့လို CLI agent တွေ AI agent တွေကမပေါ်သေးဘူးအရင်တော့ကျွန်တော်တို့ဘာပဲရလဲဆိုတော့ web based တို့ဘယ်လိုပြောရမလဲ chat screen ထဲမှာကျွန်တော်တို့ web page နဲ့ web browser ထဲမှာကျွန်တော်တို့ AI အနေနဲ့သွားပြီးစကားပြောလို့ရတယ်ဒါမှမဟုတ်ရင် API နေပါလေဟိုနားလေလို့ဆိုရင်ကျွန်တော်တို့ဒီဘက်က code တွေ script တွေရေးပြီးတော့ agent တွေကိုရေးပြီးတော့ဒီ AI အနေနဲ့ communicate လုပ်ကြတယ်ပေါ့နော်အဲ့တော့အဲ့လိုလုပ်တဲ့အချိန်မှာကျတော့ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ဒီတခုခုကျွန်တော်တို့သိချင်တာဖြစ်ရင်ကျွန်တော်တို့ကအဲ့ browser ဒီကောင်းထားပါ ChatGPT ဆို ChatGPT ရေကကျွန်တော်တို့ Claude ဆိုရင် Claude အဲ့ဒါဖွင့်ထားတဲ့ဟာတွေကိုကျွန်တော်တို့သွားပြီးတော့သိရမလားသိချင်တဲ့ဟာကိုသွားမေးနေတာတကယ်တော့ကျွန်တော်တို့အရင်တော့အဆင့်ကဘယ်လိုပဲသုံးခဲ့လဲဆိုတော့ကျွန်တော်အနေနဲ့ပြောပြနော်ဒီ Google search ရဲ့ advanced အဆင့်လောက်ပဲကျွန်တော်တို့သုံးတာဗာလဲဆိုတော့ပုံမှန်ဆိုရင်ကျွန်တော်တို့သိရမလားအရင်ကဆိုရင်သွားတဲ့ workflow ကတခုခုသိကျင်တယ်ဆိုရင် Google search ကိုGoogle မှာသွားပြီးတော့ကျွန်တော်တို့ရှာတဲ့တဲမှာအပေါ်ဆုံးကကျွန်တော်တို့ URL 4-5ခုလောက်ကိုယ့်ကို click လုပ်လိုက်တယ် click လုပ်လိုက်ပြီးတော့အဲ့ URL 4-5ခုကထားပါတော့ blog post ဖြစ်ရင်လည်းဖြစ်မယ်ဒါမှမဟုတ်သူ့ရဲ့ official website ကဒီ blog ဖြစ်ရင်လည်းဖြစ်မယ်ဒါမှမဟုတ်တယောက်ကသူကြုံဘူးတဲ့ဟာကိုပြန် share ထားတဲ့ blog မျိုးဖြစ်ရင်လည်းဖြစ်မယ်အဲ့လိုဟာတွေကိုကျွန်တော်တို့ကိုယ့်ကို manual သွားပြီးတော့ရှာပြီးတော့ okay ပထမဖွင့်လိုက်တဲ့ဟာမှာငါလိုချင်တဲ့ဟာပါလားဒုတိယဖွင့်တဲ့ဟာမှာပါလားတတိယဖွင့်တဲ့ဟာမှာပါလားအဲ့လိုမျိုးကိုယ့်အကူလိုက်ရှာပြီးလုပ်ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီ web based AI တွေဒီ chatbot လိုမျိုးပုံစံတွေထွက်လာတဲ့အချိန်ကျတော့ကျွန်တော်တို့က Google ကိုဒါတော့မှအရင်စထွက်ခြင်းတော့ဆိုသူတို့ပေးတဲ့ answers တွေကတိတ်ပြီးတော့reliable မဖြစ်ဘူးပေါ့မယုံကြည်ရဘူးပေါ့အဲ့တော့ကိုယ့်အကူသွားပြီးတော့ပြန်ပြီးတော့ fact check လုပ်နေရတော့ပဲပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းကတော့ရှုံလို့ရပြီသူတို့မှာအခုနောက်ပိုင်းအရင်တော့လို့မဟုတ်ပဲအခုနောက်ပိုင်းဆိုရင်သူတို့မှာ web search ability တွေပါလာပြီအဲ့တော့ကိုပြောလိုက်တဲ့ topic တစ်ခုကိုသူတို့ရဲ့ contact ထဲမှာမရှိရင်တော့မှသူတို့က
သွားရှာပြီးတော့သိရမလားပြန်ပြီးတော့အကောင်းဆုံးဖြည့်ပေးတယ်ပေါ့နော်အခုဆိုရင်အခုအရင်ဘယ်လိုပြောရမလဲဒီအတိအကျဆုံးမြင်နိုင်မယ်ဆိုရင်ဗါလဲဆိုတော့ Google search မှာလေအပေါ်မှာကျွန်တော်တို့အရင်ကဆိုပုံမှန်ရှာရင် URL တွေပဲထွက်တာကနေပြီးတော့ AI summary ဆိုပြီးတော့လေကိုရှာတဲ့ topic လေးကိုပြတာအဲ့လိုပုံစံမျိုးပေါ့နော်ဒါပေမဲ့အဲ့ဒါတွေကအရင်တော့အလုပ်ဖြစ်ခဲ့တယ်ဒါပေမဲ့နောက်ပိုင်းကျတော့ကျွန်တော်သိရမလားကျွန်တော်ထားပါတော့ law တွေကို analysis လုပ်ချင်တယ်တခုခုကိုကျွန်တော်တို့တီးဖို့အတွက်မေးချင်တယ်ဆိုရင်ထားပါတော့ example ကျွန်တော်တို့ law ဒီ law ထဲမှာသိရမလားဒီ law ကဘာဖြစ်တာလဲဘာလို့ဒီ law တွေထွက်လာလဲဆိုတာမေးချင်အဲ့ law တွေကိုကျွန်တော်တို့ copy ကူးပြီးတော့အဲ့ဒီ chat တွေကိုတွားပြီးတော့ပြစ်ထည့်အဲ့ဒါကကျွန်တော်တို့အချိန်ကုန်လို့ကျွန်တော်တို့ security ဘာညာအရာလဲကျွန်တော်တို့အဲ့အချိန်ဟိုဘယ်လိုပြောမလဲsecurity ဘာညာဘက်ကကြည့်ရဆိုရင်လည်းကျွန်တော်မကောင်းဘူးပေါ့နော်တချို့ထားပါတော့ကျွန်တော်တို့အဲ့ဒီမှာမှားပြီးတော့ကိုယ့်ရဲ့ API key တွေဒါမှမဟုတ်အရေးကြီးတဲ့ credential မျိုးတွေပါသွားတယ်ဆိုရင်ကျွန်တော်တို့ကမကောင်းဘူးပေါ့အဲ့တော့အခုဒီဘက်2026 2025 2026မှာကျတော့ဘာတွေခေတ်စားလာလဲဆိုတော့ကျွန်တော်တို့အဲ့ chatbot လိုမျိုးပုံစံတွေကသိမသုံးကြတော့ဘူးဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ AI agent တွေပေါ်လာတယ်အဲ့တော့ AI agent တွေဆိုတော့ဘာလဲဆိုတော့သူကကိုယ့်ရဲ့ terminal တွေ IDE တွေမှာတင်ကောင်းကောင်းအလုပ်လုပ်နိုင်ပြီအဲ့တော့သိရမလားကိုကဒီဘက်မှာထားပါတော့အရင်တော့အဲ့လိုမျိုး code editor မှာ IDE တွေမှာ code ရေးနေလိုက်ပြီးကျင်တာလေးကိုဟိုဘက်က chat မှာသွားမေးလိုက်အဲ့လိုမျိုးလုပ်ဆရာမလို့တော့ဘူး IDE တွေမှာပဲတခါတည်းကျွန်တော်တို့မေးလိုက်ရေးလိုက် agent တွေကလည်းသူကသူအလုပ်လုပ်နိုင်နေပြီအခုဆိုရင်ကိုကလိုက်လုပ်နေကြမလို့တော့ဘူးတကယ်တော့စကားပဲပြောနေတခါလေကျရင်စကားပဲပြောနေတာနဲ့တင်သူတို့အလုပ်လုပ်ခိုင်းတာမျိုးတွေအထိပါဖြစ်လာ okay အဲ့တော့ဒါဆိုရင် AI agent ဆိုတာပေါ့နော်ကျွန်တော်တို့ဘာမျိုးဘလို့တွေလဲတကယ် AI agent ဆိုတာဘာလဲပေါ့သူတို့ကတကယ်တော့အခုနောက်ပိုင်းမှာဆိုရင်အရင်တော့ကျတော့ကျွန်တော်တို့ဒီ chatbot တွေမှာခုနပြောခဲ့လို့ပဲကိုကငါ့ကိုဒါလေးသိချင်လို့ပြောပြပါဆိုရင်သူတို့က okay သူကပြောပြတယ် okay ဒါကတော့ဒီလိုရှိတယ် okay ဒါပဲထားပါတော့ကျွန်တော် example ကဒီငါ့မှာဒီ code တွေရှိတယ်အဲ့ဒါကိုငါ container လေးပေးခြင်းနဲ့ဘယ်လိုလုပ်ရမလဲဆိုရင်သူကဘာမှမလုပ်ပေးဘူးဘာပဲပြန်ပြောပြလဲဆိုတော့သူကဘယ်လိုပြောမလဲအကြံပေးတယ် advice ပေးတယ်သူမှသူလောက်တတ်တာလေးကိုပြန်ပြီးပြောပြတယ်ဆိုတဲ့အဆင့်ပဲကြီးအဲ့တော့အရင်က chatbot ဆိုရင်ငါ docker ပေးခြင်းလဲဆိုသူကကိုယ့်ကို docker file ပဲပေးလိုက်မှာအဲ့ docker file ဆင်းသက်ကိုကိုက copy ကူကိုယ့်ရဲ့ set ထဲမှာpage save လုပ်ပြီးတော့ page ဒီမရရင်ဒီ error တက်တယ်ဆိုပြီး error ကြီးကို copy ကူးပြီးတော့ check ကိုပြန်သွားပို့ရင် check ကအဲ့ error ကိုကြည့်ပြီးတော့ဒါဆိုဒီ docker file မှာဒီနားမှားသွားတယ်ဆိုပြီးပြင်ထားတဲ့ဟာကြီးကိုတစ်ခုလုံးပို့အဲ့ပြင်ထားတဲ့ဟာကြီးကို copy အဲ့လိုကြီးလုပ်ခဲ့ရအမေအခုနောက်ပိုင်း agent တွေကတော့သူကအဲ့လိုဟာတွေမဟုတ်တော့ဘဲနဲ့သူကတကယ်ကိုယ့်ရဲ့ set ထဲမှာ set ထဲကနေပြီးတော့ action ယူပေးတဲ့အဆင့်ကိုရောက်လာပြီပေါ့နော်အဲ့ဘယ်လို action ယူပေးတာ for example ဆိုရင်ကျွန်တော်တို့ terminal ထဲမှာပဲကျွန်တော်တို့ command တွေ run ပေးတယ်ပြီးသွားရင် code တွေကိုသူတို့ဘာသာဖတ်တယ် run တယ်လိုအပ်တာတွေကိုသူတို့ဘာသာထပ်ထည့်တယ်ရေးတယ်ပြင်တယ် error တက်ရင်အဲ့ error message ကိုဖတ်တယ်ဘာလို့ error တက်တာလဲဆိုတော့သူတို့ဘာသာပြန်စဉ်းစားပြီးရောသူတို့ဘာသာပြန်ပြင်နိုင်တဲ့အထိရောက်လာပြီပေါ့နော်အခုဒီအခြေအနေကအဲ့တော့အဲ့လိုဟာတွေကိုကျွန်တော်တို့ဒီ DevOps ဆိုကျွန်တော်တို့ဒီတော်တော်များများကတော့ကျွန်တော်တို့ဒီအပြင်မှာပြောနေကြတာတွေတော့ကျွန်တော်ရင်းနေပါလဲ AI နဲ့ code ရေးတယ် AI နဲ့ code ရေးတယ် AI နဲ့ vibe code တွေ vibe code တွေ okay ဒါ code ရေးကြပါနော်ဒါပေမဲ့ဒီကကျွန်တော်တို့ infra ဘက်တို့ဒီ DevOps ဆိုဒီ infrastructure engineer position နဲ့လုပ်နေတဲ့လူတွေ SRE တွေဘက်မှာကြတော့ကျွန်တော်တို့အဲ့လိုဟာတွေကဘယ်နားမှာကျွန်တော်တို့အသုံးများလာတယ်ဆိုတဲ့ဟာတွေကိုဒီနေ့ကျွန်တော်နောက်ပိုင်းမှာကျွန်တော်တို့ထပ်ပြီးတော့အသေးစိတ်လေးတစ်ချက်ဒီ sharing လုပ်ပေးမယ်ပေါ့နော်ကျွန်တော်ဒီမှာ sorry okay ဒါခုနပြောရမယ်ဆိုတော့နော်အဲ့တော့ကျွန်တော်ဒီနေ့ကျွန်တော်နေ့စဉ်တုံးနေတဲ့ကိုကျွန်တော်သုံးတဲ့ tool set တွေကိုလည်းကျွန်တော်နည်းနည်းလေး sharing လုပ်ပေးပါတော့ကျွန်တော်ရဲ့ go to ကတော့ကျွန်တော် Gemini ကဘာလဲ Gemini ကိုဘာလို့ထည့်ထားရလဲဆိုတော့ကျွန်တော်တို့ဒီတချို့ဟာတွေကအခုဒီခုနကကျွန်တော်ပြောတဲ့ chat base ဒီဟာတွေကမသုံးတော့တာတော့မဟုတ်ဘူးသုံးကြသေးတယ်တချို့ content တွေလိုချင်တယ်ဆိုရင်ကျွန်တော်တို့က CLI မှာပဲ mail နေလို့ရ CLI ဆိုတာကဗျာတကယ်တော့သုံးချင်တယ်ဆိုရင်ကိုယ်ဆက်ထဲမှာတစ်ခုခုကိုက run ချင်တယ် AI ကိုလုပ်စေချင်တယ်ဆိုရင်သုံးလိုက်တာကောင်းပြီမဲ့တချို့သိရမလား discussion လိုမျိုးသွားမဲ့ဟာမျိုးတွေဒီအပြန်အလှန်သေချာဆွေးနွေးပြီးတော့မှ summarize လုပ်ပြီးတော့ finalize decision ချရမယ့်ဟာမျိုးတွေကြာရင်ကျွန်တော်တို့ကဒီ CLI မှာကြာရင်အဆင်မပြေတော့ဘူးဘာလို့လဲဆိုတော့ပုံတွေပါတွေလည်းတင်ရမယ်ကျွန်တော်တို့
ဒီ Excel ဆိုပါဦးနဲ့သိကျင်တာတွေလည်းရှိမယ်အဲ့လိုမျိုးတချို့ CLI တွေမှာပုံတွေပါတယ် upload လုပ်လို့ရတယ်နော်မရဘူးပြပေါ့ဒါပေမဲ့အဲ့လိုမျိုးကြရင်တော့ web interface ကနေပြီးတော့ကျွန်တော်လူနှစ်ယောက်တကယ် office မှာလူနှစ်ယောက်တကယ် communicate လုပ်နေလို့မျိုးကျွန်တော်တို့ chatting လုပ်ပြီးတော့ပြောပြီးတော့ discuss လုပ်တာပို့ပြီးတော့အဆင်ပြေပေါ့နော်အဲ့တော့ကျွန်တော်တို့ကတခုခုဒီကျွန်တော်တို့ဘက်မှာကျွန်တော်တခုခုမလုပ်ခင်အဲ့လိုမျိုး decision တွေပြီးသွားရင်ကိုလောက်ရမယ့်ဟာဘာလဲကိုအစ်စ်လောက်ရထားဖို့ example ထားဖို့ကိုကအစ်စ် technology တခုလောက်ရမယ်ဆိုတော့အဲ့ technology ကဘာလဲဘယ်လိုနေရာမှာအသုံးများလဲအမို့ production ready ဆိုရင်ဘယ်လိုမျိုးတွေလောက်ရမလဲအဲ့လိုမျိုးတွေကြတော့ကျွန်တော်တို့ကကိုကလည်းတစ်ခါမှမသုံးဘူးသေးဘူးဆိုရင်အရင်တော့ live ဖတ်ရတယ်ဒါပေမဲ့အခုကျတော့ဒီ AI နေပေါ်လာဆိုတော့ဖတ်စရာမလိုတော့ဘူးဒီ Gemini တို့ဘာတို့မှာ Gemini မှာမဟုတ်ဘူးပေါ့နော် Gemini ChatGPT ဘယ်တော့အဲ့ဒါတွေမှာကျွန်တော်တို့သွားပြီးတော့မေးလို့ရတယ် discuss လုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်သိရသလောက်တော့ကျွန်တော်အကြိုက်ဆုံးကအဲ့ထဲမှာကျွန်တော်ဒီ discuss လုပ်မယ်ဆိုရင်ကျွန်တော် Gemini ပဲသုံးဖြစ်တယ်ပေါ့နော် Google Gemini အဲ့လိုဆိုသူကဒီ context window လည်းအများကြီးများတယ်ပေါ့နော်တခြား model တွေနဲ့တခြား platform တွေနဲ့ရှင်အဲ့တော့ကျွန်တော်ဒါ Gemini ကတော့ကျွန်တော်ရဲ့ဒါဘယ်လိုပြောရမလဲအခုတော့ partner လို့ဖြစ်နေပြီပေါ့နော်သူမရှိဘဲနဲ့တော့လုံးမလုပ်တတ်တော့အဲ့တော့ဒီဟာကတော့ကျွန်တော်ဒါAI agent တွေကျွန်တော်နေ့စဉ်သုံးတဲ့ AI agent တွေဆိုရင်ကျွန်တော်စီမှာဒီဘာတွေရှိမလဲဆိုတော့ဒီ Casa ရှိမယ်အဲ့တော့ Casa ကအရင်တော့ကျွန်တော်စထွက်တုန်းကဆိုရင်ဒီ IDE AI IDE အနေနဲ့နာမည်ကြီးရပေါ့နော်။ဒါပေမဲ့ခုနောက်ပိုင်းမှာသူကလည်းဒီ CLI agent ရှိတယ်ပေါ့နော်။သူက Casa CLI လို့လည်းခေါ်ကြတယ်တချို့ကagent လို့လည်းခေါ်ကြတယ်။ဘာလို့လဲဆိုတော့ CLI မှာသူ့ကို install လုပ်ပြီးရရင် agent လို့ပဲရရတယ်ဆိုတော့သူကကျတော့ကျွန်တော်ဒီတခါလေမှာ Casa CLI ကိုသုံးတယ်ဒါကတော့ကျွန်တော်အဓိကသုံးပြနေတဲ့ tools သုံးခုပေါ့နော် Casa CLI သုံးတယ်ပြီးတော့ရင်ဒီ open source ဒီ CLI agent နောက်တစ်ခုဖြစ်တဲ့ open code ဆိုတာသုံးတယ်ပြီးရင်ဒီ GPT က code ဆိုတာသုံးတယ်ကျွန်တော် cloud ကိုမသုံးဘူးဆိုတော့ဘာလို့ cloud မသုံးတာလဲဆိုတော့ကျွန်တော်မှာဘယ်လိုပြောရမလဲအရင်အဲ့လိုအများကြီးရှောက်သုံးနေလည်းမကောင်းတယ်ဘာလို့လဲဆိုတော့ cloud ကုန်းမှာလည်းသူ့ရဲ့ cloud ရဲ့ကောင်းတဲ့အချက်တွေရှိရယ် Casa မှာလည်းသူ့ရဲ့ကောင်းတဲ့အချက်တွေရှိရယ် Code မှာဆိုရင်လည်းသူ့ရဲ့ကောင်းတဲ့အချက်တွေရှိရယ်အဲ့တော့မှကျွန်တော်တို့ကထွက်သမျှဟာတိုင်းအကုန်လိုက်သုံးနေမယ်ဆိုရင်ဟိုဘက် subscription ဘိုးပေးလိုက်ဒီဘက် subscription ဘိုးပေးလိုက်နဲ့ပတ်စံနေအများကြီးကုန်လိမ့်မယ်ပေါ့နော်အဲ့တော့ကိုယ့်ဘာကိုဒီအထက်ကနေပြီးတော့မှအကြိုက်ဆုံးဟာမျိုးလေးတွေကိုရွေးပြီးတော့output တွေကိုလည်းရှင်းကြည့်ရတယ်ကျွန်တော်က Casa ကိုဒီလိုမင်းဘယ်လိုပြန်ဖြေလဲ Casa ကိုဒါလောက်ခိုင်းရင်သူဘယ်လိုလုပ်လဲ Code ကို run ခိုင်းရင်ဘယ်လို run လဲopen code ကတခြား provider တွေနဲ့ချိန်ပြီး run ခိုင်းရောဘယ်လို run လဲအဲ့လိုမျိုးတွေကြတော့ကျွန်တော်တို့ကရှင်းပြီးတော့မှကျွန်တော်အဓိကတော့ဒီသုံးခုကိုသုံးပြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီ AI မှာကျွန်တော်တို့ပြဿနာတွေကတော့ရှိနေတော့မယ်ပေါ့နော်အဲ့တော့ဘာပြဿနာတွေလဲဆိုတော့ကျွန်တော်ဒီ hallucination လို့ခေါ်တယ် hallucination လို့ခေါ်တယ်ဆိုတော့ဘာလဲဆိုတော့သူကဒီဘယ်လိုပြောရမလဲသူကတခါလေကျရင်သူကကြောင်ပြောက်သွားဘာလို့ရမှမသိတော့ဘူးလို့အမားကြီးပဲရှောက်လုံနေတာအရင်တော့များတယ်ပေါ့နော်အဲ့လိုဖြစ်တာဒါပေမဲ့အခုနောက်ပိုင်းတော့ model တွေကလည်းပိုပြီး strong ဖြစ်လာတယ်ဆိုတော့နည်းနည်းတော့ရှားသွားပြီပေါ့ဒါပေမဲ့လည်းဖြစ်နေတော့မယ်ပေါ့ဗျာဖြစ်နေတော့မယ်ဆိုတော့ဘယ်လိုလဲဆိုတော့သိရမလားကျွန်တော်ကြုံမှုတဲ့ဟာတွေဆိုရင်သူကအဲ့လိုKubernetes cluster တွေနဲ့အလုပ်လုပ်နေရဆိုရင်အဲ agent တွေကိုသိရမလားငါ Kubernetes cluster ထဲမှာဒီဟာလေးကိုငါ deploy လုပ်ချင်တယ်ဒါမှမဟုတ်ဒီဟာလေးဒီ ingress file လေးကိုငါလုပ်ပြင်ချင်တယ်ဒီလို host name လေးကိုဒီလို change ချင်တယ်ပါညာဆိုပြီးတော့ပြောလိုက်ရင်သူတို့ကအဲ့လို version ကိုသူတို့တည်ထားတဲ့ version အဟောင်းနေနဲ့ပဲသူတို့က duplicate ဖြစ်သွားတဲ့ version အဟောင်းတွေအဲ့လိုအဲ့ဒါတွေနဲ့တွားပြီးတော့ပြင်ကြည့်ရမရဘူးအဲ့ကြရင်သူတို့မှသူတို့မှန်တယ်ပဲထင်ကြသိရမလားသူတို့ထဲတဲ့ version ကလည်းမှန်တယ် parameter တွေ YAML syntax တွေကလည်းမှန်တယ်ဘာလို့မရလဲဆိုတော့ကြာပြီးတော့ loop back နေရင်တော့အဲ့လိုမျိုးရှိခဲ့ပြီးတော့အဲ့လို AWS CLI ဆိုရင်လည်း AWS CLI အဲ့လို outdated ဖြစ်သွားတဲ့ flag တွေကိုသုံးနေသေးတာတို့ပြီးတော့ CLI တွေတစ်ခုနဲ့တစ်ခုသိရမလား query လုပ်တဲ့ပုံတွေ search လုပ်တဲ့ပုံတွေကိုရောပြီးတော့ AWS ကဟာကိုဒီ QCTL ဘက်မှာလာသုံးပြီးတော့ QCTL ဘက်က formatter တွေကို AWS ဘက်မှာပြန်သွားသုံးပြီးအဲ့လိုမျိုးတွေ hallucinate ဖြစ်ပြီးတော့ရမ်းပြီးတော့သူတို့ကလုတ်တတ်တယ်ပေါ့နော်အဲ့တော့အဲ့ပြဿနာတွေကိုကျွန်တော်တို့ဖြေရှင်းဖို့အတွက်ဘာထွက်လာလဲဆိုတော့ကျွန်တော်ဒီMCP ဆိုတဲ့ဒီ Modern Context Protocol ဆိုတဲ့ဟာလေးဒီကြားထဲမှာပေါ်လာတယ်ပေါ့နော်
သူကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့အဲ့လိုပြောရင်သူကဒီ MC AI နေအတွက်ကျွန်တော်တို့ USB Type C cable လိုမျိုးပဲလို့ပြောကြတယ်ပေါ့နော်အဲ့တော့ဘာလို့တာလဲဆိုတော့သူကဒီ universal adapter လို့ connector လေးပေါ့ connect လုပ်ပေးတာသူကအဲ့တော့ဘာတွေနဲ့ connect လုပ်ပေးတာလဲဆိုတော့ကျွန်တော်တို့သူ့ကိုယုံကြည်ရတဲ့ဘယ်လိုပြောရမလဲ data source တွေနဲ့ချိတ်ပေးတာပေါ့နော်အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ထားပါတော့ကိုကဒီ AWS နဲ့ AWS CLI ကိုကသုံးနေတယ်အမေ AWS CLI ကိုထားပါတော့ဒီ LLM ကို train ထားတဲ့အချိန်က AWS CLI ရဲ့ flag တွေကဒါမျိုးတွေကျွန်တော်ဒီအသိသာဆုံးပြောရမယ်ဆိုရင်ကျွန်တော်အလုံးမှာကြုံခဲ့ဘူးလားဆိုရင်ဒီ Terraform ကိုကျွန်တော်တို့အပေါ်ကသုံးတယ် wrapper အနေနဲ့သုံးတယ် Terragram ဆိုရဲ2ရှိအဲ့ Terragram ဆိုရဲ2ကလွန်ခဲ့တဲ့6လလောက်ကပေါ့နော်သူတို့ရဲ့အဲ့ CLI flag တွေအကုန်လုံးသူကတော်တော်များများကို change လိုက်တယ်ဆိုတော့ပုံမှန်အရင် AI နေတိထားတဲ့ flag တွေမဟုတ်တော့ဘဲနဲ့ flag တွေအဲ့လိုပြောင်းကုန်တာပေါ့ဗျာ name တွေနည်းနည်းလေးပြီးသွားအဲ့လို double dash ကနေပြီးတော့ dash ပဲပြောင်းလိုက်တာလေအဲ့လိုမျိုးပြောင်းကုန်တော့အဲ့မှာတော်တော်တိတာပဲပေါ့နော်သူတို့အဲ့ flag တွေမှားတဲ့ဟာအမေအဲ့လိုမျိုးဟာတွေကိုဒီ MCP ဆိုတာအဲ့ AI ကနေပြီးတော့ပုံမှန်ဆိုရင် AI ကဒီ Terragram အဲ့လိုပြောင်းသွားတာကိုတီးဖို့ဆိုရင်ကျွန်တော်တို့ဒီသူ့ကိုကျွန်တော်တို့ကပြောရင်ပြောမပြောပြရင်ဒီ link မှာတော့ဒီအကြောင်းတွေရှိရဆိုပြီးသူ့ကိုသေချာသွားပေးလိုက်ရင်တီးအမေဒီ MCP သုံးမယ်ဆိုရင်ဘယ်လိုပြောရမလဲ AI ကနေပြီးတော့သူကအဲ့ Terragram command ကို run ဖို့ဆိုရင်ထားပါတော့ကိုက AI ကိုပြောလိုက်တယ်ဒီ Terragram MCP ကိုသုံးပြီးတော့မင်းဒီ Terragram command တွေကို run လိုက်ဆိုပြီးပြောရဲဆိုရင်သူက web search လေသူကလှုပ်ချင်မှလှုပ်တော့မယ်လှုပ်ရင်လည်းလှုပ်မယ်ပေါ့နော်ဒါကတော့ကိုသုံးတဲ့ LLM နဲ့ကိုသုံးတဲ့ agent ပေါ်မူတည်တယ်အဲ့တော့အရင်ဆုံးသူကဘာလုပ်မလဲဆိုတော့အဲ့ဒီ Terragram MCP ကိုလှမ်းပြီးတော့ခေါ်လိုက်ဘာလို့လဲဆိုတော့သူက Terragram command တွေသူ run ရတော့မယ်ဒီ CLI command တွေသူ run ရတော့မယ်ဆိုတော့အဲ့ CLI ကိုသူဘယ်လို run ရလဲဆိုတော့သူသိဖို့လိုတယ်သူကသိပြီးသား knowledge base တွေကနေပြီးတော့မှ update ဖြစ်နေတဲ့ကျွန်တော်တို့ဒီ Terragram ရဲ့ flag တွေကိုသူသိဖို့ဆိုရင်ကျွန်တော်တို့ကဒီ MCP ကိုတော့ MCP ဆိုတာတကယ်တော့ AI အတွက် tool လေးတွေပဲထားပါတော့ Terragram ကိုငါတို့ဘယ်လို Terragram ဆိုတာ Terraform နဲ့တူတူပဲဗျာအဲ့လိုပဲမှတ်ထားလိုက်အဲ့တော့ Terragram apply လုပ်ချင်တယ်ဆိုရင်ဘယ်လို run ရမလဲဆိုတဲ့ဟာကိုသူကဒီ MCP ကိုလှမ်းပြီးတော့မေးလိုက်ရင် MCP ထဲမှာTerragram apply ကိုလုပ်ချင်တော့မင်းဒီလိုမျိုး run ပါဆိုပြီး AI ကို instruction ပြန်ပေးတဲ့ဟာမျိုးလေးရှိတယ်အဲ့တော့မှတော့ဒါဆိုရင်တော့အရင်ကငါသိထားတဲ့ flag ကထားပါတော့ -f ဆိုရင်အခုက -f -f နဲ့ -f ကွာသွားတာမျိုးအရင်တော့ -f နဲ့ run ရမယ်ဆိုအခုက -f ပဲဖြစ်သွားပြီအဲ့တော့ -f ကိုသုံးပြီးတော့ user အတွက် run ပေးရမယ်အဲ့လိုမျိုးလေးတွေ MCP ကကြားထဲမှာလုပ်ပေးတယ်ပေါ့နော်အဲ့တော့သူကနောက်တိပြောရမယ်ဆိုဘယ်လိုလဲဆိုတော့ဘယ်လိုရှင်းပြကိုယ်ဆက်ထဲမှာရှိရဲ့ကျွန်တော်တို့ဒီကိုယ်ဆက်ထဲတော့မဟုတ်ဘူးထားပါတော့ Telegram ခုန example နဲ့ပြန်ချိန်မယ်ဆို Telegram ဆိုရင် Telegram မှာရေးထားတယ် Telegram ရဲ့ official documentation မှာရေးထားတယ်ဒီ data တွေပေါ့နော်ဒီ first တွေကိုသူက AI နဲ့ကိုသူကထည့်ပေးလိုက်တော့ဘာဖြစ်လဲဆိုတော့ AI က Telegram နဲ့ပတ်သက်ပြီးသူကအရင်က50% လောက်ပဲသိထားတယ်ဆိုရင် documentation တွေကိုသူဖတ်လိုက်ရတဲ့အတွက်သူက 70% 80% လောက်ပိုသိသွားပြီးတော့ output က result ကပိုပြီးတော့ကောင်းလာမယ်ပေါ့ဗျာအဲ့လိုမျိုးကျွန်တော်ဒီကြားထဲမှာပေါ့နော်ဒီဖြစ်နေတဲ့ဒီ AI agent တွေကိုသုံးပြီးတော့လုပ်ခဲ့မှုတဲ့ကျွန်တော်ဒီ case study လေးတွေနည်းနည်း share လုပ်ပေးမှာပေါ့တစ်ခုနှစ်ခုလောက်စဉ်းစားထားတယ်အဲ့တော့ကျွန်တော်ပထမဆုံးအနေနဲ့ share လုပ်ပေးမှာကျွန်တော်လည်းကိုယ်တိုင်လည်းကြုံတွေ့ရတော်များများလည်းကြုံဘူးမယ်ဒီ AWS EKR မှာကျွန်တော်တို့ကြုံတွေ့ရလို့ရှိတယ်ပြဿနာတစ်ခုပေါ့နော်ဖြစ်ပုံကဘယ်လိုလဲဆိုတော့ကျွန်တော်တို့အဲ့ဒီကပြောရမယ်ဆိုရင်ဒါဘယ်လိုပြောမလဲတကယ်အတွေ့အကြုံပြန် share ပေးတာပေါ့အဲ့ဒီကကျွန်တော်တို့ဗုဒ္ဓဟူးနေ့ထင်တယ်အဲ့တော့တနင်္လာရုံးတည်ရမလား weekend ရုံးပြတ်တဲ့တနင်္လာအင်္ဂါနေ့အေးဆေးပဲတည်ရမလားဘာမှဖြစ်ဘူးဘာမှလည်းပြဿနာမတက်ဘူးဗုဒ္ဓဟူးနေ့လည်းကြောက်ဒုံးဆိုပြီးတော့ EKR cluster တွေကကျွန်တော်တို့ cluster node တွေက run နေလားဆိုတော့ run နေတယ်ဒါပေမဲ့အဲ့ node တွေကဒီ EKS control plane ကို API server ကိုလှမ်းပြီးတော့ connect မလုပ်တော့အဲ့တော့ကျွန်တော်အဲ့ဒီကဖြစ်ရင်တော့အဲ့ environment မှာတစ်ခုခု deploy လုပ်ရရှိရတယ်သွားကြည့်လိုက်တော့အဲ့ဒီ node တွေကဒီ API server ကို connect မဖြစ်နေတော့မဖြစ်နေပဲနဲ့အဲ့ node ဘူးတွေကဘာဖြစ်နေလဲဆိုတော့ not ready ဖြစ်နေတယ် time out ဖြစ်နေတယ်အဲ့မှာနီးနေတာ EKR ကိုဆိုရင် node ဘူးအဲ့ဒီ configuration တစ်ခုတော့ပါတော့အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကအရင်ဒီ AI agent တွေမပါဘဲနဲ့အရင်ပုံမှန်နဲ့ကျွန်တော်
အရင်ပုံစံနဲ့ကျွန်တော်တို့ဖြည့်ရှင်းမယ်ဆိုရင် step by step ကျွန်တော်တို့ကစပြီးတော့စဉ်းစားပြောတယ်အရင်ဆုံးကျွန်တော်တို့က EKS node တွေကunready ဖြစ်နေပြီဆိုရင်ကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့အဲ့ node တွေကိုကျွန်တော်တို့အရင်ကြည့်ရပြီဘာလို့ unready ဖြစ်နေလဲတမ်းမသိပါဘူးเนาะဒါကျွန်တော်ပြောလိုက်လို့ API server ကို connect လုပ်လို့မရဘူးဆိုတာကိုပဲကျွန်တော်တို့ကကျွန်တော်ပြောပြလို့သိနေတာတကယ်ဖြစ်နေတဲ့အချိန်မှာဘာလို့ unready ဖြစ်နေရလဲသိရမလားနှုတ်ကပဲမတက်တာလားပြီးရင်သူကရိုးရိုး Kubernetes cluster လည်းမဟုတ်ဘူး AWS က EKS ဖြစ်တဲ့အတွက် permission တွေမြန်လွဲနေရလားအဲ့ဒါကြီးကတစ်ခုပြီးတစ်ခုစပြီးစဉ်းစားရတာသိရမလားအဲ့တော့ node ကိုကြည့်မယ်ဘာဖြစ်နေရလဲဒီ node က okay သူက connect လုပ်လို့မရတာ API server အဲ့တော့ API server ကို connect လုပ်လို့မရတာဘာဖြစ်လို့လဲ IAM permission တွေမြန်လွဲနေရလား IAM တွေချက်တယ် IAM တွေမလွဲဘူးဆိုရင် okay ဘာဖြစ်တာလဲ VPC တစ်ခုခုမြန်တစ်ခုခုကြားထဲမှာ connectivity ပဲမရှိလို့လား connection တွေပဲပြတ်နေလို့လား VPC တွေကသွားနေတဲ့ဒီ network log တွေ flow log တွေကိုသွားပြီးတော့ကြည့်ရအဲ့လိုကြည့်ရတဲ့ပြည့်မလားဒီဖွင့်ပြီးတော့ကြည့်လိုက်တာလည်းမပြီးဘူးအဲ့ log တစ်လိုင်းချင်းစီကိုဘာဖြစ်တာလဲဘယ်နားမှာ error တက်တာလဲဘယ်က connection ဘယ်ကိုထွက်တဲ့အချိန်မှာဘာဖြစ်တာလဲအဲ့လိုမျိုးတွေကိုလိုက်ရှာပြီးတော့ okay connection မထွက်တာကိုတွေ့ပြီအဲ့ဒါဆိုဘယ် subnet မှာလဲ subnet တွေမှန်ရလား route တွေမှန်ရလားသွားထားတာတွေကဘယ်လိုလဲအရှင်းရှင်းconnectivity ရောဘာတွေဖြစ်နေလဲဆိုတော့အကုန်လုံးလိုက်ကြည့်ရအဲ့လိုလိုက်ကြည့်ပြီးနောက်ဆုံးမှကျွန်တော်တို့ solution တွေ့ပြီဆိုတော့မှ fix ရော maybe အဲ့ဒါအနည်းဆုံးကျွန်တော်တို့တစ်နာရီကြာမယ်2နာရီကြာမယ်3နာရီကြာမယ်ဒီထဲမှာတော့ exam ကျွန်တော်3နာရီလောက်ပေးထားဗျာအဲ့တော့3နာရီကြာမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီတကယ်ကျွန်တော်တို့အဲ့ဒါတွေကို agentic workflow ပေါ့ဒီ AI agent တွေသုံးပြီးတော့လုပ်လိုက်တဲ့အချိန်ကြတော့ကျွန်တော်တို့အချိန်ကုန်တက်တာတယ်လူပင်ပန်းလည်းတက်တာအဲ့တော့အများကြီး AI ကိုရှင်းပြနေကြရှင်းပြနိုင်လေပိုကောင်းလေပဲ AI ကလှုပ်တာမြင်ရမယ်ဗျာဒါပေမဲ့ကျွန်တော်တို့ဟိုရှင်းပြရတယ်ဆိုတာသိရမလားဖြစ်နေတဲ့ဟာတွေကိုဘယ်လိုပြမလဲပုံမှန်လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ဖြစ်နေတဲ့ဟာတွေပြောပြမယ်ကို trouble shoot လုပ်ပြီးွားသလောက်အပိုင်းတွေကိုပြောပြရမယ်ပြီးသွားရင်ဒီလိုတော့ဖြစ်နေတယ်မယ်ဒါလေးကိုပြင်ပေးပါပေါ့နော်အဲ့တော့ prompt ရှင်းလေးပဲအဲ့နေရာစီရောကာစာကောက်ဖွင့်လိုက်တယ်ကိုကလည်းမရှာရင်တော့ဘူးအဲ့လောက် law တွေအများကြီးလိုက်ကြပြီးသွားရင်ကျွန်တော်ကတနင်္လာနဲ့အင်္ဂါနေ့မှာအဲ့ဟာအကောင်ကြီး run နေတယ်ဗုဒ္ဓဦးနေ့မှာထဖြစ်တာဆိုတော့ဘယ်သူကဘာကိုချိန်လိုက်လဲဆိုတာကိုလည်းကျွန်တော်တို့က AWS မှာရှာကျင်သေးတယ်သိကျင်သေးတယ်အဲ့တော့ပြင်မလား cloud trade law တွေအများကြီးကျွန်တော်တို့လိုက်ကြည့်ရတော့မှာဗျာအဲ့ဒါကိုသိဖို့အတွက်အဲ့တော့ရှင်းလေးပဲပထမ prompt တစ်ခုပေးလိုက်တယ် EKS node က my EKS node က state not ready state မှာ EKS node တွေရက်နေတယ်အဲ့တော့set ထဲမှာရှိတဲ့ AWS documentation MCP server ကိုသုံးပြီးတော့ networking requirement အနေနဲ့ဘာညာနဲ့ဒီ cluster ကို diagonal လုပ်ပေးပါတက်နေတဲ့ issue ကို fix ပေးပါဘောနော်အဲ့တော့ကျွန်တော်အဲ့နေ့ကသုံးလိုက်တာ Casa CLI ရဲ့အဲ့ AWS MCP documentation MCP လေးရဲ့ပြီးသွားရင်ဒီ model ကတော့ဒီ cloud zone 4.0 ကိုသုံးလိုက်တယ်ပေါ့နော်အဲ့တော့အဲ့နေ့ကသူ run သွားပြီးတော့သူဘာတွေလုပ်သွားလဲဆိုတော့ကျွန်တော်ဘာလို့လဲဆိုသူ့ကိုဒီတိုင်းပဲပေးလိုက်လို့လည်းမရဘူးဗျသိရမလားကျွန်တော်ပြောကံကောင်းနေတော့သူက environment production တော့မဟုတ်နေဘူးပေါ့နော် production ဆိုရင်တော့ AI agent နဲ့လုပ်ချင်မှလုပ်မယ်ပေါ့နော်ဒါပေမဲ့တချို့ read only ကိစ္စလေးတွေတော့သူ့ကိုခိုင်းလို့ရတယ်ဒါပေမဲ့ तू ကနေပြီးတော့တခုခု apply လုပ်ချင်တယ်ဘာညာဆိုရင်ကြတော့ကျွန်တော်တို့ကပြဿနာရှိရပေါ့နော်တေချာလိုက်ကြည့်မှရတော့အဲ့နေ့က तू ဘာလုပ်သွားလဲဆိုတော့ကျွန်တော်စောင့်ကြည့်တဲ့အချိန်မှာဒီ तू ကအရင်ဆုံး तू EKS node တွေကို तू တစ်ချက်ကြည့်လိုက်တယ်ပေါ့ तू describe node ခေါ်ကြည့်တယ် node တွေက cluster ထဲမှာ node တွေကတခုမှမရှိဘူးတခုမှမရှိဘူးဆိုတော့ဘာလို့လဲဆိုတော့ node တွေက API server ကို connect လုပ်လို့မရဘူးဗျာမရတော့ तू တခုမှမရှိနေတော့နောက်တစ်ခု तू ဘာလုပ်လဲဆိုတော့ EKS node တွေမရှိဘူးဆိုတဲ့အတွက် cluster ကို node တွေ connect ဖြစ်နေတာ तू QCDN နဲ့ run ကြည့်တယ် run ကြည့်တော့အမှလည်းမရှိဘူးဆိုတော့ तू EKS ဆိုတော့ QCDN ကောနဲ့ကျွန်တော်တို့ဒီ node ဘူးတွေကို connect လုပ်လို့မရရင် तू ဘာလုပ်လဲဆိုတော့ EC2 CLI AWS ကနေပြီးတော့ documentation သွားဖတ်တယ် AWS CLI documentation တွေသူဖတ်တယ်ဖတ်ပြီးတော့ဒီ EC2 AWS EC2 command နဲ့ तू EC2 တွေရဲ့ state ကိုကြည့်တယ်သူ log တွေယူတယ်ယူပြီးတော့ဒီအဲ့ MCP AWS documentation MCP ကနေအဲ့ဒါတွေကိုဖတ်တယ်ဖတ်ပြီးတော့သူ troubleshoot လုပ်တယ်ပေါ့နော်နောက်ဆုံးကျတော့အဖြေထွက်လာတာဘာလဲဆိုတော့တယောက်ကဒီဘယ်လိုပြောရမလဲ parameter တစ်ခုကို VPC endpoint မှာ chain သွားခဲ့တယ်အဲ့တော့ VPC endpoint မှာ chain သွားတဲ့ parameter ဘာလဲဆိုတော့ security group ထဲမှာ inbound route ပြောင်းနေတာအဲ့တော့အဲ့ inbound route ကိုထဲလိုက်ရင်ဒီ issue က fix ဖြစ်ပြီပေါ့နော်ဘာလဲဆိုတော့ကျွန်တော်ကသူ့ကို auto ဘယ်လိုပြောရမလဲ तू ကပုံမှန်ဆိုရင်ကျွန်တော်တို့သိရမလားဒီ agent AI agent တွေမသုံးဆိုရင်ခုန chat အတွက်ပဲစဉ်းစားကြည့်လိုက် chat နဲ့သုံးမယ်ဆိုရင် okay ငါကတော့ဒီမှာ EC2
EKL class မှာ note တွေ ready ဖြစ်နေဘူးငါကတော့ဒီ command တွေ run ထားတယ်ဒီကတော့ထွက်လာလို့ဆိုပြီးချက်မှာသွားပြောအဲ့တော့ဟိုကမင်းတာကြီးလုပ်ကြည့်ကြလားဟိုဒီ run လိုက်ရင်ဘာ result ထွက်လဲငါ့ကိုပြန်ပြောပြဒီ run လိုက်ရင်ဘာ result ထွက်လဲ run လိုက် page သွားလို့ run လိုက်ပြီးတော့ context switching ကကြားထဲမှာအရင်အာယုံနောက်လာဗျာအဲ့တော့ agent မှာကျတော့ဘာတွေလွယ်သွားလဲဆိုတော့သူက run ရရှိတာ run သူက result ယူရရှိတာယူ log ကြည့်ရရှိတာကြည့်ပြီးတော့ပြင်သွားတယ်ပြင်သွားတော့အဲ့တော့နောက်ဆုံးကျွန်တော်တို့ဒီမှာ result ထွက်လာတာမင်းဒီ API server မှာ connect လုပ်လို့မရဘူးဘာလို့လဲဆိုတော့ inbound root ပြောင်းနေတော့အဲ့ inbound root လေးကိုသွားထည့်ပေးလိုက်ရပြီးတော့သွားထည့်လိုက်တော့ရအဲ့တော့ရတယ်ဆိုတဲ့အပိုင်းကိုအဲ့ဆိုတဲ့အပိုင်းနောက်ပိုင်းမှာကျွန်တော်တို့ကဒီဘယ်လိုပြောရမလဲဘယ်သူလောက်သွားရလဲဆိုတော့ဒီ audit log တွေကျွန်တော်တို့ကကြည့်ရသေးတယ်အဲ့ဒါမှကျွန်တော်တို့ကနောက်တစ်ခါသိရမလားအဲ့လိုမဖြစ်အောင်မလုပ်အောင်လုပ်ရလို့လည်းပြန်ပြောလို့ရမှာဟုတ်အဲ့တော့အဲ့ဒါတွေကိုလည်းထပ်လုပ်မယ်ဆိုရင်ကျွန်တော်တို့ကသူ့ပဲအဲ့လိုမျိုးဒါပါရှာပေးဆိုပြီးတော့နောက်ထပ် pro တစ်ခုထပ်ပေးလိုက်တာသူကသူ AWS Cloud Trace CLI နဲ့သူ run ပြီးတော့သူကသူဘယ်နေ့ပဲချိန်ရတော့ဘယ်ကောင်ကဒါလေးကိုလာပြင်သွားတယ်အဲ့တော့အဲ့ဒါပြင်သွားပြီးတဲ့နောက်ပိုင်းမှာ EKL cluster ကြီးကဒီလိုဖြစ်သွားတာဆိုတော့ report တွေထွက်လာအဲ့တော့အဲ့လို report တွေမှာကျွန်တော်ရှင် run ကြည့်ရဆိုရင်ကျွန်တော်အကြိုက်ဆုံးကဒီ cursor ကိုအကြိုက်ဆုံးပဲသူ့ရဲ့ CLI output ကိုပြတဲ့ format ကတော်တော်မိုက်တယ်ပေါ့နော်အဲ့တော့ဒါပထမ scenario အဲ့တော့နောက်ထပ် scenario case study 2ကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့YAML တွေအများကြီးရေးရတဲ့ပြဿနာကနေတော်တော်လေးကျွန်တော်တို့တက်တာသွားတယ်အဲ့ဒါအပြင်းကြည့်လို့ရပါတယ်အရင်ကလို့ကျွန်တော်တို့ documentation သွားဖတ်ထားပါတော့ကျွန်တော်တို့ documentation သွားဖတ်လိုက်ဒီနားလေးမှာဒါပြင်ရမယ်ဆိုပြီးလာပြင်လိုက်မင်းနောက်တစ်ခါလုံးမလုံးရင်သွားကြည့်လိုက်ဘာမှနေရလဲကိုယ့်နှစ်ခုရှင်လိုက်သိရမလားတိုင်နေပတ်ပြီးတော့အချိန်နေကြာတယ်ရေးရတာအဲ့တော့ဒီနောက်ပိုင်းဒီဟာလေးတွေကိုအရင်တော့ကျွန်တော်လည်းကောင်းပါတယ်မသုံးဘူးကိုယ့်ကို manual ပဲလုပ်မယ်ဒါပေမဲ့တချို့ဟာတွေကလုံးဝမလုပ်ချင်ပဲနဲ့ထားလိုက်လို့ရပြီပေါ့နော်ဒီကောင်တွေနဲ့လွတ်ထားလို့ရနေပြီအဲ့တော့ဒီ case study မှာဆိုရင်ကျွန်တော်ပြောပြချင်တာကဘာလဲဆိုတော့ဒီ example ပေါ့နော်ကျွန်တော်တို့ထားပါတော့ကျွန်တော်တို့ဒီ root ရုံးမှာ tools အသစ်တစ်ခုကို roll out လုပ်ဖို့လုပ်တယ် roll out လုပ်ဖို့ဆိုတာဘာလဲဆိုတော့ဒီ deployment strategy တွေကဒီ Argo CD ရဲ့နောက် tool တစ်ခုဖြစ်တဲ့ Argo roll out ပေါ့နော်အဲ့ဒီဟာကိုသုံးကျင်တယ်အဲ့ဒီဟာကိုသုံးကျင်တယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီမှာကျွန်တော်တို့ internet app တွေအတွက်အဲ့ဒီ Argo roll out နဲ့ကိုက်မဲ့ hand chat တစ်တွေကိုကျွန်တော်တို့အများကြီး customize လုပ်ပြီးတော့ပြန်ရေးရတယ်လို့ရေးရတာတော့အဲ့တော့ရေးရတာဆိုရင်ဘာလို့ပြင်ပန်းလဲဆိုတော့အဲ့လို test တွေကပုံမှန်ဆိုရင်ကျွန်တော်တို့ hand chat develop လုပ်တော့မယ်ဆိုရင်ပုံမှန်သူ့ရဲ့ရိုးရိုး hand chat တောင်မှကျွန်တော်တို့ကိုယ့်ရဲ့ environment ကိုယ့်ဒီ application နဲ့ကိုက်ညီဖို့တော်တော်လုပ်ယူရတာဟုတ်ဒါပေမဲ့အဲ့မှာမှကျွန်တော်တို့ကဒီပုံမှန် Kubernetes ရဲ့ native deployment မဟုတ်ဘဲနဲ့ဒီ custom resource ဒီ Argo rollout လိုမျိုးဟာကိုထပ်လုပ်ရှင်နေဆိုရင်ပို့ပြီးတော့ခေါင်းကိုက်ရတယ်ပို့ပြီးတော့ရေးရအဲ့တော့ဒီအဲ့မှာသူဟန်ရဲ့ရှုပ်ချက်ခတ်နေတဲ့အဲဒီ Go template syntax တွေနဲ့နှစ်ပန်းလုံးအောင်ပဲတည်ရမလားindex လေးမှားတာနဲ့ကျွန်တော်တို့တိုင်ပတ်မယ်ပြီးရင်အဲဒီ Argo rollout ရဲ့ကျွန်တော်တို့ပြီးချင်းပြီးသွားရင်ဆိုရင်တော့ဒီ tools ရဲ့တည်ရမလားအလုံးလုံးပုံနေပြီးသွားရင်အဲဒီ weight chainer တွေအဲ့လို YAML တွေကြီးပဲပုံမှန်အဲ့ဒါတွေကြီးပဲကျွန်တော်တို့ရေးမယ်ဆိုပြီးတော့ထိုင်ရေးပုံမှန်ကျွန်တော်တို့တစ်ပတ်နှစ်ပတ်လောက်အချိန်ယူရမယ်ပေါ့နော်ရေးလိုက်စမ်းလိုက်ရေးလိုက်စမ်းလိုက်နဲ့ဒါပေမဲ့ကျွန်တော်တို့ AI agent နဲ့ဆိုရင်ကျွန်တော်တို့ဒီကောင်တွေကကျွန်တော်တို့ဘာလို့လဲဆိုတော့သူတို့မှာဒီ ability တွေကရှိနေပြီရှိနေပြီဆိုတော့ကိုကအဲ့ဒါကြီးကိုခေါင်းမှပြီးတော့ငါကတော့ဘာ AI မှမသုံးနိုင်ဘူးငါလုံးဝငါအလုပ်ကိုစောင်းကျွမ်းကျင်တယ်ငါဘာလားငါပဲလုပ်မယ်ဆိုပြီးတော့ခေါင်းမှနေကြတော့လေဒါမဟုတ်သေးပြန်ဟုတ်တယ်မလားဘာလို့လဲဆိုတော့တစ်ပတ်နှစ်ပတ်ကြာမှာနဲ့တရက်နှစ်ရက်ကြာမှာဆိုရင်တော့လဲသိရင်လဲရမှာပဲဗျာပြည့်လားတစ်လမှ20တစ်လကို20သုံးရတဲ့အချိန်မှာတပတ်လုံးရမယ့်ဟာကိုတရက်နှစ်ရက်လောက်နဲ့ပြီးရဆိုရင်ဒါကတော်တော်တန်တယ်လို့ပြောလို့ရတာပေါ့နော်အဲ့လိုမျိုးတွေမှာကျွန်တော်တို့ဒီဟာလေးတွေကို integrate လုပ်ပြီးတော့နောက်ပိုင်းမှာသုံးလာကြတယ်ပေါ့နော်သုံးလာဆိုတော့အမှအဲ့ဒါတွေအကုန်လုံးကိုအဲ့ develop လုပ်ရမယ့် hand chat တွေကို agency ကိုပြောပြီးပါနဲ့အခုအလုပ်လုပ်နေတဲ့ chat ကဒီ chatအားတော့ဒီလိုမျိုးပုံစံကိုပြောင်းနေတာအဲ့တော့အဲ့နှစ်ခုကို compare လုပ်ပြီးတော့ဟိုကောင် documentation သွားဖတ်ပြီးမြမသာ chat တစ်ခု create လုပ်လိုက်ဆိုပြီးတော့ပြောလိုက်အောင်ပဲဒါပေမဲ့ပြောလိုက်ပြီးရတယ်သိရမလားအဲ့လိုပြောလိုက်ပြီးရတယ်သူရေးပေးတဲ့ဟာကတော့ 100% မှန်နေတဲ့ဟာတော့မဟုတ်ဘူးပေါ့ကိုကကိုပြင်ပြီးတော့သုံးရသေးတာပေါ့သိရမလားလိုက်ပြီးတော့သူလောက်သွားတဲ့ဟာတွေကိုလိုက်ပြီးတော့ review လုပ်ရတယ်ပြောရရင်ဒီကိုယ့်ရဲ့ environment မှာ application တွေနဲ့ဆမ်းပြီးတော့ deploy လုပ်ကြည့်ရတယ် test လုပ်ရတယ်မှားနေ
တချို့ကလေကိုကကို manual fix လို့ရတယ်ဆို fix တချို့ကကြတော့ရှုပ်တယ်သူလိုသွားတာတွေမသိဘူးဆိုရင်သူ့ကိုပြန်ပြီးတော့ fix ခိုင်းပြီးသွားရင်သူ့ကိုပဲဒီကျွန်တော်တို့သူရေးသွားတဲ့ code တွေကိုဒီသူလောက်သွားတဲ့ hand သူ develop လုပ်သွားတဲ့ handset တွေကိုဒီ human လူတွေဘက်ကပြန်ပြီးတော့ understand ဖြစ်အောင်လို့ဒီ instruction တွေသူလောက်သွားတဲ့ step by step တွေဘယ်လိုသုံးရမလဲဆိုတဲ့ဟာတွေကိုပြန်ပြီးတော့ထုတ်ရတယ်ထုတ်တဲ့ဟာကိုအရင်ဆုံးပြန်စမ်းကြည့်ရတယ်စမ်းကြည့်ပြီးတော့ပြန်ပြီးတော့ဒီသုံးကြည့်ရတယ်ပေါ့နော်အဲ့လိုမျိုးတွေအစစ်စစ်လုပ်သွားတယ်အဲ့တော့အလုပ်ကတော့တော်တော်တွင်တယ်ပေါ့နော်သူကတော်တော်လည်းအဲ့တော့ဒါတော့ခုနကကျွန်တော် slide ရွှေ့ဖို့မေ့သွားလို့ခုနပြောရတဲ့ဟာနဲ့တူပဲပေါ့နော်အဲ့တော့အလုပ်လုပ်နေတဲ့ manifest ကိုပေးမယ်ပြီးသွားရင်လိုချင်တာပြမယ်ပြီးသွားရင် result ထွက်လာအဲ့တော့အရင်တော့ဆိုရင်ကျွန်တော်တို့9ရက်တစ်ပတ်ကြာမဲ့ဟာပို့ပါဒီ AI agent အနေနဲ့ဆိုရင်အခုပို့ပြီးတော့မြန်လာတယ်1ရက်2ရက်လောက်ပဲကြာတယ်အဲ့တော့သေချာတာ1ရက်လုံးတကယ်တော့သေချာ1ရက်လုံးအလုပ်ထိုင်လုပ်တယ်ဆိုရင်1ရက်လုံးပြီးတော့တယ်ဘာဖြစ်လို့လဲဆိုတော့9နာရီ6နာရီ9နာရီလောက်သေချာထိုင်ပြီးတော့လုပ်လိုက်မယ်ဆိုရင်ပြီးနိုင်တယ်ပေါ့နော်ဒါမျိုးလှုပ်လိုက်ဆန်းလိုက်ဆိုရင်အဲ့ကျွန်တော်တို့သိရမလားကျွန်တော်တို့ဒီ system administrator တွေ developer တွေ infrastructure သမားတွေကတခုလုပ်ပြီးဆိုရင်များမချင်းပုံမှန်အရင်တော့ manual ဆန်းတဲ့အချိန်တွေကိုတွေးကြည့်လိုက်ပါကျွန်တော်တို့သိရမလား container တစ်ခုပေးပြီဆိုရင်လည်းများမချင်းကျွန်တော်တို့ထိုင်ပေးပြီးတော့နောက်ဆုံးအဲ့ container ကို run လိုက်လို့အဲ့ port ကိုခေါ်လို့လိုချင်တဲ့ survey ကတက်လာပြီဆိုတော့ပါစိတ်ချလက်ချနားနေတာမလားအခုလည်းအဲ့လိုပဲဒါပေမဲ့ကိုယ်တိုင်မလုပ်ရတော့ဘူးဒီကောင်တွေကိုထိုင်ပြောနေအောင်ပဲဖြစ်သွားပြီပေါ့နော်ကိုကနောက်ကနေပြီးတော့ review လိုက်လုပ်နေအောင်ပဲအဲ့လိုဖြစ်သွားပြီပေါ့နော်အဲ့တော့တကယ်တော့ဒီတတိထားမဲ့ခုနကျွန်တော်ပြောသွားလို့ပဲတတိထားမဲ့အချက်တွေကတော့ရှိနေတော့မယ်ပေါ့နော်အကုန်လုံးကသူတို့လုံးဝ100% trust ဖြစ်ရမယ်ဆိုပြီးတော့ထားလိုက်လို့တော့မရသေးဘူးအဲ့တော့အခုခုနပြောသွားလို့ပဲကျွန်တော်တို့ဒီ AI တွေကအခုဒီတချို့နေရာတွေမှာ hallucination တွေအဲ့လိုကြောင်ပြောက်တာတွေဖြစ်နေတော့မယ်အဲ့တော့အများအားမမှန်နေဘူးအဲ့တော့အရေးကြီးဆုံးကတော့ကျွန်တော်တို့ဒီမှာAI agent AI ကိုလောက်ထားတဲ့ AI agent ကြီးကဘယ်လောက်ပဲကျမ်းပါတယ်ပြော production environment တွေကိုထိတွေ့တဲ့အချိန်ကြရင်เนาะအဲ့ကောင်နေနဲ့ထိတွေ့စေတဲ့အချိန်ကြရင်เนาะသတိထားဖို့လိုတယ်ကြားထဲမှာအဲ့လို human in the loop approval gate တွေထားဖို့လိုရပေါ့နော်တခုခုသူက command တွေ run နေတယ်ပါနေတယ်ဆိုရင်ကိုကအဲ့ဒါကို review လုပ်ဖို့လိုတယ်ဘာမှညာမှမသိပဲနဲ့ run ကွာဆိုပြီးတော့ pay run လိုက်လို့မရဘူးသိရမလားအဲ့ပါတော့အဲ့လို example ဆိုရင်ဒီ cluster ထဲမှာသိရမလားငါ note တွေကိုဖြတ်ပြီးတော့အသစ်ပြန်ဆောက်ရှင်တာအဲ့ဒါမှ note တွေမှာအဆင်ပြေသွားမှာဆိုရင် okay note တွေကိုဖြတ်ပြီးအသစ်ပြန်ဆောက်တာဆောက်လို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီဘက်မှာကြတော့ကိုကဆန်းနေတဲ့ cluster ဆိုရင်တော့ဟုတ်တာပေါ့သူကသူ note တွေပဲဖြတ်လွတ်ပဲပြပြကြိုက်တာလုပ်လေဒါပေမဲ့ဒီဘက်တကယ်လို့အဲ့လို customer တွေသုံးနေတဲ့ဟာမျိုးတွေသိရမလားတကယ်ဟို B2B business အချင်းချင်းတေချာ set up လုပ်ပြီးသုံးနေတဲ့ဟာမျိုးတွေဆိုရင်ဟိုဘက်ကို inform ကြိုလို့ရတာမျိုးတွေပါရှိအဲ့လိုမျိုးချင်းတွေကြရင်တော့လက်လွတ်စပဲဒီ AI agent တွေကိုမလွတ်ထားဖို့အရေးကြီးတယ်ပေါ့နော်ပြီးတော့ရင်အဓိကကျွန်တော်တို့ဒီ AI နဲ့သုံးနေဒီတိုင်အောင်ပေါ့နော်ကျွန်တော်တို့ဒီ domain expert တိုက်ကကျွန်တော်တို့လိုသေးတယ်ပေါ့နော်ဘာလို့လိုသေးတာလဲဆိုတော့ကျွန်တော်တို့မတိပဲနဲ့ AI နဲ့ဟိုသွားပြီးတော့မင်းဒါလှုပ်လိုက်ဆိုပြီးသူလှုပ်သွားသမျှကိုကိုကပြန်ပြီးတော့ review မလုပ်နိုင်ဘူးဆိုရင်ဒီကောင်တွေကိုသုံးရတာလည်းအလကားပဲပေါ့နော်အနေနဲ့ပြတော့ review လုပ်ဖို့လို့ဒီကကိုကျွမ်းကျင်တဲ့နေရာမှာသုံးတာမျိုးပြောတခုခုစမ်းနေတာမျိုးဆိုရင်တော့အဲ့လောက်ကြီးကျွန်တော် live လုပ်ချင်ပါကျွန်တော်ဆိုရင်လည်းပွင့်လင်းပြောရင်ဒီ development နဲ့ပတ်သက်ရင်ကျွန်တော်အသေးချာတချို့ဟာတွေတော့သိတယ်တချို့ဟာတွေမသိဘူးထားပါတော့ကျွန်တော်ဒီ web development တို့ Android တို့ application ရေးတာမျိုးပါဆိုကိုယ်နဲ့မရင်းနှီးဘူးလေမရင်းနှီးဘူးဆိုတော့အဲ့လိုနည်းနည်းလေးသူတို့နဲ့အဲ့လိုလုပ်ချင်တာလေးရှင်ပြောလိုက်လုပ်ပြီးတော့ရေးရတာမျိုးတော့ရှိရပေါ့နော်ဒါပေမဲ့တကယ်ကိုက production သွားမဲ့ဟာမျိုးတွေ customer စီပို့မဲ့ဟာမျိုးတွေမှာဆိုရင်တော့ဒါအဲ့လိုမျိုးသွားလို့မရဘူးပေါ့နော်ဒါတော့သိကြမှာပါပြောရင်ဒီblast radius ဆိုတာဘာလဲဆိုတော့ကျွန်တော်ပြောချင်တာဒီကောင်တွေကိုအမှားဖြစ်ခဲ့ရင်ထိခိုက်နိုင်မဲ့အတိုင်းတောင်ဗျာအဲ့ဒါကိုကျွန်တော်တို့လို့တယ်အခု sorry အဲ့ဒါကိုကြိုပြီးတော့ကိုဘက်ကတတ်မှတ်ထားဖို့လိုပဲဘယ်လိုပြောလဲဆိုတော့အခုနောက်ပိုင်းတော့မှကျွန်တော်ဒီ cloud code တို့ဒီတော့တော်တော်ကောင်းပါတယ်ဆိုပြီးလူတိုင်းလက်ခံလာတဲ့ cloud code တို့ဘာလို့တော့မှကျွန်တော်ဒီ H တို့ဘာလို့မှကျွန်တော် news တွေကိုကြည့်လိုက်ရင်ဒီ production တော့ဖြစ်တယ် home directory ကိုယ့်ရဲ့ project directory အောက်ကရှိမှ contact တွေကိုဖြတ်ပြီးတော့ပါ git restore လုပ်ဖို့ပြန်ကြိုးစားတာတွေအဲ့လိုမျိုး post တွေခဏတွေ့ရတယ်ဗျာအဲ့လိုဘာမှမကြည့်တော့ဘဲနဲ့အဲ့လိုဒီတိုင်း agent ကိုဒီတိုင်း
ပေးလောက်ခိုင်းလိုက်ပြီးမှအကုန်ပြတ်သွားတော့အဲ့လိုမျိုးဖြစ်တဲ့ဟာတွေတစ်ခုနှစ်ခုကတော့အများကြီးတက်နေသေးတယ်ပေါ့နော်အဲ့တော့မယုံကြည်ကြပါနဲ့အများကြီးလည်း 100% golden rule ကတော့ဒါပေါ့နော်အရင်ကျွန်တော်တို့ကိုလုံးနေတဲ့အလုပ်တွေကိုရဲ့ expertise တွေကိုအရင်ဆုံးသိပါသိပြီးွားရင်ခုနကလိုမျိုးဖြစ်နိုင်မဲ့ဟာတွေကို limit လောက်ထားပါအဲ့တော့အရင်ဆန်းကျင်သမားဆိုရင် Windows သုံးတဲ့လူတွေဆိုရင် WSL လေးတစ်လုံးကောက်ပြီးတော့တင်လိုက်အဲ့ထဲမှာဆန်းဒါမှမဟုတ်လည်း VN ထဲမှာဆန်းဒါမှမဟုတ်အခုဆိုရင်ကျွန်တော်တို့ဒီ OS တွေကိုခုနောက်ပိုင်းမှာ PWA အနေနဲ့တော့ကျွန်တော်တွေ့လာပြီပေါ့နော်ခုနေ့ကကျွန်တော်ဗီဒီယိုတစ်ခုကြည့်ရ PWA ဆိုတာဒီ browser လေးကောက်ဖွင့်လိုက်တာနဲ့အဲ့ထဲမှာ OS တစ်ခုလုံး run နေအောင်အဲ့လိုမျိုးဟာတွေလည်းရှိလာပြီပြောရရင်အဲ့ AI နေလုံသွားတဲ့ဟာတွေကို 100% ဘယ်တော့မှမယုံနဲ့ပေါ့နော်တေချာပြန်ပြီးတော့ review လုပ်ပါပြီးတော့အဲ့ AI ကို junior တယောက်အနေနဲ့ပဲသဘောထားပါသူလုံနိုင်တာဘယ်လောက်ပဲများကိုကသူ့ကိုပြောပြရမယ်သူကအကုန်သိနေတာမဟုတ်ကိုကသူ့ကိုပြောပြရမယ်သူ့ကိုသင်ပေးရမယ်သူလုပ်တာတွေကိုလည်းကိုကပြန်ပြီးတော့ review လုပ်ရမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေလုပ်ပေးဖို့လိုတယ်ပေါ့နော်သုံးမယ်ဆိုရင်အဲ့တော့အဓိကတိုက်တယ်နဲ့ဒီကျွန်တော်အပြင်းကြီးတာလေးကိုကျွန်တော်ဘယ်လိုအပြင်းကြီးနေလဲအလုပ်မှာအဲ့လိုမျိုး AI agent တွေကိုသုံးပြီးတော့ဘာမှမလုပ်ပဲနေတာလားဆိုတော့ဟုတ်ပေါ့နော်သူတို့လုံနေတဲ့အချိန်ကျရင်ဟောဒီလုံပေါ့ဒါပေမဲ့နောက်ပြီးကြရင်တော့ပြန်ကြည့်ရတဲ့အချိန်ကတော့ပေးရတော့အခုကတော့ကျွန်တော်ဒီလိုမျိုးလူတိုင်းတော်တော်များများလဲဒီလိုမျိုးပဲသုံးနေကြဆိုတော့ဒါကြီးကိုယုံနေပါလေရလဲပြောရမယ်မင်းလုံးလုံးပဲထိုင်နေဆိုပြီးတော့ blame တဲ့ဟာမျိုးတော့မတွေ့ဘူးပေါ့နော်အဲ့တော့အခုလိုအကုန်လုံးအချိန်ပေးပြီးတော့လာနာထောင်တဲ့အတွက်ရောကျန်တဲ့လူတွေအကုန်လုံးရောကျွန်တော်ကကျေးဇူးတင်ပါတယ်လို့ဒီနေ့ကတော့အခုပြောရတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီမေးချင်တာတွေရှိတယ်ဒါမှမဟုတ်ရင်ဒီကိုလှုပ်ချင်တာတွေ discuss လုပ်ချင်တာတွေရှိတယ်ဆိုရင်လည်းကျွန်တော်ဟုတ်မေးလို့ရပါပြီချက်ထဲမှာရှိချက်ကမဖွင့်တော့တဲ့နဲ့စရချက်ဖွင့်ပေးလို့ရနော် Q&A ရှိတယ်ဒီဘေးနားလေးကအဆက်လေးမှာ Q&A ကနေမေးလဲရမယ်ဘေးနားလေးကအဆက်လေးတို့ဟိုမဖြစ်သေးနော်ဒီကနေချက်ပြန်ဖွင့်ပေးလိုက်မယ်ဟောဖြစ်နေQ&A အစမပြေချက်မစိရလားမသိချက်မစိရပြီပါဒီမဲ့မေးကြအောင်မလဲဗျာဟုတ်ကဲ့ကိုတော့မင်းလည်းပဲ developer တယောက်ပါတဲ့အခုမှတော့ကိုစားလေတာကိုပြင်ဆင်နေတာပါလမ်းညွှန်ချက်လေးတီးပြရစေကို mid level developer ဆိုတော့ကိုတော်တော်များများတော့ရင်းနှီးပြီးသားဖြစ်မှာပေါ့နော်ရင်းနှီးပြီးသားဖြစ်မှာဆိုအခုလည်း developer ဆိုတော့ code တွေပါလေရေးပြီးတော့တချို့ဟာလေးနေနည်းနည်း hands on နည်းနည်းဘာ TV တုပ်ပြီးတော့ရှိမှာပေါ့အဲ့တော့ကျွန်တော်ဘယ်လိုအကြံပေးရမလဲဆိုရင်ကျွန်တော်ရဲ့ page မှာရော video မှာရောကျွန်တော်အဲ့ဒီအစအနေစဖို့ကျွန်တော်ပြောထားလေးရှိရပေါ့နော်ကျွန်တော်အဲ့တိုင်းပဲကျွန်တော်အကြံပေးပြရစီအဲ့တော့ကျွန်တော်
ဒီကျွန်တော် blog မှာရေးထားလို့ရှိရမှာเนาะအဲ့တော့ဘာလဲဆိုတော့ကျွန်တော်သာအစပြန်စမယ်ဆိုရင်ဆိုပြီးတော့ရေးထားလို့ရှိတယ်အဲ့ဒီဟာလေးကိုကျွန်တော် share ပေးမယ်ပေါ့เนาะ okay ရန်ပြည့်စုံကြီးတော့မဟုတ်ဘူးပေါ့เนาะဒါပေမဲ့ဟိုအဆင်ပြေမယ်ထင်ပါတယ်အဲ့တော့ခိုင်လေးတော့ရအောင်မယ်ထင်တယ်အဇူရော3ဖြစ်ကိုမိုးမျိုးကိုလားမှတ်လားတော့မသိဘူးအဇူရော3ဖြစ်လားဗျ AKR နဲ့ GK ဘာတွေထူးကြပါလဲ EKR ပြင် thanks အဇူကတော့ကျွန်တော်မထိမိဆုံးထဲမှာပါတယ်ဟောလဲဆိုတော့ဒီဘက်မှာပေါ့နော်ဒီဘက်မှာအဲ့အဇူကရှားတယ်ဆိုတော့တုံတန် freelance project တစ်ခါတလေလာတော့မှပဲထိဖြစ်တာအဲ့တော့အခုဆိုရင်မေ့နေပြီပေါ့နော်အဇူကနဲ့ပတ်သက်ပြီးတော့အဲ့မဲ့ GKE တို့ဘာလို့တော့တချို့ project တွေမှာတော့ထိတွေ့နေရတော့ပဲပေါ့အဲ့တော့ GKE နဲ့ EKR ဆို AKR ဆိုဘာကွာလဲဆိုတော့ကျွန်တော်က AKR ကိုမသိရတော့ GKE နဲ့ EKR ကြားထဲမှာဆိုရင်အဓိကအတိအတာဆုံးကွာတာ GKE ကသုံးရတာအရန်လွယ်တယ်အဲ့လိုလို့ရှုပ်ချက်ခန့်မနေဘူးပေါ့နော်cluster set လောက်ရတာလည်းလွယ်တယ်အဲ့လို note တွေဘာတွေ rotation လောက်ရတာလည်းလွယ်တယ် EKR ကြောင့်နည်းနည်းလေးလက်ဝင်တယ်ပေါ့ဒါပေမဲ့ EKR နဲ့ရင်းနှီးနေကြလူကတော့ဒါကပုံမှန်ပဲလို့ထင်ရပေမဲ့တကယ်မသုံးမှုသေးတဲ့လူအဲ့ GKE နဲ့ EKR ကိုဒုံးဆိုချပေးပြီးတော့သုံးခိုင်းတဲ့အချိန်ကျရင်သူက GKE ကိုပို့ပြီးကြိုက်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်အမြင်ရအဲ့လေးပါပဲကျန်တာကတော့ဒီကိုအန်ဒီရဲ့ဟာတွေပဲဆိုတော့အများကြီးကွာတာမျိုးတော့မရှိဘူး System Pro တွေ custom instruction agent တွေသုံးလားဟုတ် System Pro တွေဘာတွေတော့အဲ့မသုံးပြဘူးဗျာအခုနောက်ပိုင်းသုံးပြနေတာဆိုတော့ကျွန်တော်အဲ့ဒီကျွန်တော်တို့ tools တွေနဲ့ပတ်သက်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့သုံးနေတဲ့ tools တွေနဲ့ပတ်သက်တဲ့ MCP တွေပြီးတော့ဒီကိုယ့်ဘယ်လိုပြောအဲ scale တွေ create လုပ်ပြီးကိုယ့်ဘသုံးတယ်ပေါ့နော်အဲ့တော့ scale ကို system pro လို့တော့ပြောလို့မရဘူးဒါပေမဲ့ custom instruction ပေါ့ custom instruction လို့ပြောလို့ရတယ်အဲ့လိုကျွန်တော်တို့ agent တွေတော့အဲ့လို scale တွေ create လုပ်ပြီးတော့သုံးဖြစ်တယ်အဲ့တော့ scale တွေဘယ်လို create လုပ်လဲဆိုတော့ကိုယ့်တော့အကုန် create လုပ်တာမဟုတ်သူ့ကိုပဲပြန်ပြီးတော့ငါကတော့ထားပါတော့ဘယ်လိုပြောမလဲသူ့အများတိုင်းကိုသုံးနေကြ workflow တိုင်းသူ့ကိုဆက်လက်လုပ်လာတော့ငါကတော့ထားပါတော့ဘယ်လိုမျိုးလဲဆိုတော့သူကတော့လုံနိုင်တာတွေအများကြီးပဲဒါပေမဲ့ကိုလုံနေတဲ့ပုံစံလေးတိုင်းသူလုံအောင်လို့သူ့ကိုအဲ့လိုမျိုးscale လေးရေးပေးတာထားပါတော့ကိုက git commit လုပ်တဲ့အချိန်ကျရင်ဘယ်လိုရေးတတ်တယ်အဲ့တော့ငါရေးတဲ့ format ဒီလိုမျိုးအဲ့တော့မြင်ရင်လည်းဒီလိုမျိုးပဲရေးပြီးသွားရင်ပူးရောက်ကတ်တွေ review လုပ်ရင်ကြတော့ဘယ်ဟာတွေပူးရောက်ကတ် template တွေကဘယ်လိုရှိတယ်အဲ့တော့အဲ့ဒါတွေကိုသေချာရေးအဲ့လိုမျိုး instruction လေးတွေပဲတည်တယ်ပြီးတော့အဲ့တော့တခြားသူများတွေရေးပေးထားတဲ့ skills တွေကိုလည်းပြန်ပြီးတော့ reference လုပ်ပြီးကိုလုပ်နေတဲ့ဒီအလုပ်ဒီ environment နဲ့ပြန်ကြိုက်အောင်သုံးတာမျိုးလည်းရှိရပါတော့ကိုသိန်းလင်းအောင်အတွက်ပါဒါဖြည့်ပေးတာagent တွေကိုကိုယ်တိုင် CRM လုပ်ပြီးသုံးတာပြင် orchestration တွေ့နေ automate လုပ်ပြီးသုံးတာမျိုးဖြစ်ရင် share ပေးပါအောင်နဲ့အဲ့လိုမျိုးတော့မသုံးပြဘာလို့လဲဆိုတော့ကျွန်တော်ဘယ်လိုပြောရမလဲကျွန်တော်ကတကယ်တော့အဲ့လိုမျိုးသုံးနေတာဆိုတာကိုကအဲ့လောက်ထိ agent တွေအများကြီးနဲ့ရှုပ်ရှက်ဘယ်လိုပြောရမလဲအများကြီးနဲ့အလုပ်လုပ်ရလောက်တဲ့ကျွန်တော်တို့အခြေအနေမဟုတ်လို့အဲ့ဒါကိုမသုံးအောင်ဖြစ်နေတာပေါ့နော်ပုံမှန်ထားပါတော့ကျွန်တော်ကဒီခုနကကျွန်တော်ပြောရတဲ့ case study 1မှာလို့ပဲအဲ့ဒါကို trouble shoot လိုက်ဆိုရင်သူ trouble shoot နေတဲ့အချိန်မှာကိုက manual လုံးဆရာရှိရဲ့ဒီ documentation ရေးတာတို့သူများရဲ့ PR ကို review လုပ်နေတာတို့အမို့ရင်ကိုဒီသူ AI နောက်ထပ် agent ကပေးထားတဲ့ tools တွေကို output တွေကိုပြန်စစ်ပြီးစမ်းနေရတော့အဲ့လိုမျိုးပဲလုပ်နေရဆိုတော့အဲ့လောက်အများကြီးတခါတည်းမလုပ်ဘူးတော့ကြတော့အဲ့လိုမျိုးတွေတော့မသုံးဘူးသေးဘူးဒါပေမဲ့နောက်ပိုင်းသုံးပြရင်တော့share လိုက်ပါမယ်မဟုတ်တကယ်တော့မေးလိုက်ပါမယ်ဗျာသုံးမှုရလူတွေကိုပြန်မေးပြီးသုံးမှရမှာပေါ့နော်အဲ့ဒါကြောင့်ဘရိုမြတ်တူ
Hi brother for your mail share we write nested stack on share we write monolithic template pro and complete ဘယ်ဘာမင်းညာကျွန်တော်ပြောတာ nested stack နဲ့ monolithic template ဆိုတော့တစ်ခုထဲမှာအကုန်ပေါင်းရေးတာမယ်ကျွန်တော်တိတ်ပြီးနားမယ်ဖြစ်တယ်မြန်မာလိုလေးပြန်မေးပေးပါ ဟိုဝက်ပြောတာဖြစ်နေတယ်ခုနပြောတဲ့ stack ကို all in one stack နဲ့ဒါမှမဟုတ်ရင် monolithic ပုံစံမျိုးတည်တဲ့အတိုင်းဟို Microsoft နဲ့ monolithic နဲ့ခွဲရေးပေါင်းရေးတာမျိုးတွေဒါပေမဲ့အဲ့ဒါလေ project scope နဲ့ပဲဆိုင်မယ်နော်တေးလာကြီးလာနဲ့ပဲဆိုင်မယ်နော်ဟုတ်အဓိကကျွန်တော်ရံမယ်သုံးတယ်ဆိုတာရံမယ်ကိုယ့်အကိုလည်းလိုက်ပြီးတော့ရေးနေရတာမျိုးမဟုတ်လေအဓိကဘယ်လိုမျိုးလဲဆိုတော့ tools ရဲ့ configuration တွေမှာသုံးရတာများတာကိုရံမယ်ကသူကအခုကအဲ့ဒီဟာကြီးက standard လို့ဖြစ်နေပြီဘယ် tool ထွက် configuration အကုန်လုံးသိရမလားရံမယ်တွေပဲဘာလို့လဲဆိုတော့ဒီက command သုံးတယ်လို့တော်တော်များများဆိုရင်းနေလဲဘာလဲဆိုတော့ကျွန်တော်ဒီ command ထဲမှာ deploy လုပ်ချင်တဲ့ tools မှန်သမျှသူက hand check က standard တစ်ခုလို့ဖြစ်လာတဲ့နောက်ပိုင်းမှာအဲ့ဒီ hand check tools တော်တော်များများ hand check နဲ့ပဲထုတ်အဲ့ hand check ကဘာနဲ့ရေးလာလဲဆိုတော့ရံမယ်ရဲ့ code template ပြီးတော့ value file ကဘာလဲဆိုတော့ရံမယ် file တွေအဲ့လိုရံမယ် file တွေပဲဘယ်လိုပြောရမလဲသုံးရတာများတယ်ကိုယ့်အကို create လုပ်တယ်ဆိုရင်လည်းကျွန်တော်တို့က hand ရဲ့ for hand ကနေပြီးတော့ဘယ်လိုပြောရမလဲချပေးထားတဲ့ standard အတိုင်းလုပ်ရတာဆိုတော့သူ့ template လေးတိုင်းပဲကိုကရေးသွားရုံ1 mark pro 1 mark AI သုံးပြီးကိုရေးတာများလာတဲ့အခါပေါ်လာနိုင်တဲ့ security risk တွေကိုတဲ့ data ဝအမြင်နဲ့ဘယ်လိုမျိုးထိရောက်အောင်ထိန်းချုပ်သင့်ပါလဲအဲ့ဒီကောင်ကကြတော့အဲ့ကောင်ကလည်းစားတော့တာဒါပေမဲ့တချို့ရေးတဲ့တချို့ byte code ရေးတဲ့သူတွေကြတော့ဗောနော်သူတို့ set ထဲမှာသူတို့ဘာသာသူတို့ security agent တွေလောက်ထားတယ်ဗျ security agent ဆိုတာထားပါတော့ agent တစ်ခုကိုသုံးနေတဲ့ AI အတွက် agent တစ်ခုလုပ်ပြီးတော့အဲ့ agent ကို custom instruction လေးတစ်ခုပေးတာဗောနော်ဒီထားပါတော့ငါမင်းကိုဒီ code ကိုစစ်လို့ပြောလိုက်ရင်မင်းကဘယ်ဟာနဲ့ပတ်သက်တဲ့ဟာတွေကိုမင်းရှာပြီးစစ်ကမယ်ဘယ်လိုမျိုးတွေ security နဲ့ပတ်သက်တာတွေဘယ်လိုဟာတွေဘယ်ဟာတွေ vulnerability အဲ့ဒါမျိုးတွေကိုစစ်ရမယ်ဆိုပြီးတော့တချို့တွေကဆက်မလုပ်ထားရလဲကြတော့ကျွန်တော်ကိုယ်တိုင်ဒီဘယ်လိုပြောရမလဲ development ကနည်းနည်းစိမ့်တာဖြစ်တဲ့တော့သူများတွေရေးထားတဲ့ code ကို review လုပ်ဖို့နေဆိုတာဒါကိုယ့်တော့ကျွန်တော်တို့ကဒီတိုင်ပတ်နေတာပေါ့နော်ရေးဖို့ဆိုရင်အဲ့တော့ဘာလို့ လဲဆိုတော့သူတို့ vibe code လောက်ထားတဲ့ဟာတွေကိုပြန်စစ်ချင်ကြတော့ကျွန်တော်တို့လည်းဒီဘက်ကနေပြီးတော့အဲ့လို agent တွေပြန်သုံးပြီးတော့အဲ့ဒါတွေနဲ့ပဲပြန်စစ်မှရတာပေါ့နော်အဲ့လိုစစ်မှပဲကျွန်တော်တို့ကဒီရတော့မှာပေါ့အခုနောက်ပိုင်းကျတော့ကျွန်တော်တို့ဒီတချို့တော်တော်များများ enterprise တွေမှာဘာလုပ်ထားတာကျွန်တော် GitHub မှာကျွန်တော်ဒီ Copilot ဆိုတာလေအဲ့ Copilot လေးတွေကို PR review တွေမှာတချို့တွေကအခုနောက်ပိုင်းထည့်ထားလာကြတယ်သူကသူ AI နဲ့ရေးပါရေးသိရမှာပြီးရင် Copilot က review လုပ်ပြီးတော့ဒီကောင်ကြီးကတော့ဒီနားတွေမှာဒီလိုမဖြစ်သင့်ဘူးဟိုကမဖြစ်သင့်ဘူးဒါမဖြစ်သင့်ဘူးဆိုပြီးတော့ပြန်ပြောတဲ့ဟာတွေကိုကို PR မှာလာပြီးတော့ review လုပ်သွားအဲ့တော့မှ PR တင်ထားတဲ့လူကပြန်ပြီးတော့ fix အဲ့လို Copilot မရှိဘူးဆိုရင် security တင်ကဒီကောင်တွေကဒီဘယ်လိုပြောရမလဲကျွန်တော်ကတော့ဒီလုံးဝဒီဘက် infra ဘိုင်းရောက်သွားပြီဆိုတော့ security တင်ဘက်ကဆိုရင်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ထင်တာပေါ့နော်ဒီသူတို့လည်းဒီသူတို့ဘာသာသူတို့ custom instruction နဲ့အဲ့လိုမျိုး agent တွေ create လုပ်ထားရှိရဲဒီ PR ဒီ production သွားခြင်းနဲ့ပေါ့နော်ဒီမှာ security နဲ့ပတ်သက်တာအရင်တော့ manual ဆင်မယ်အခုကျတော့သူတို့ hybrid ဆင်ပါပေါ့နော်agent ကိုအရင်မေးမယ်ဘာတွေ high impact ဖြစ်နိုင်လဲ agent ပြောတဲ့ဟာတွေကိုသူတို့တစ်ချက်ကြည့်ပြီးဆင်မယ်ဒါကတော့ထားလိုက်လို့ရတယ်လွှတ်ပေးလိုက်လို့ရတယ်ဒါကတော့လုံးဝမဖြစ်နိုင်ဘူးဒီဟာကြီးကတော့ပြင်မရမယ်အဲ့လိုမျိုးပြန်ပြီးတော့သူတို့ control ပြန်လုပ်ကြတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့လည်းဒီဘာလို့လဲဆိုတော့တချို့ AI နဲ့ရေးတဲ့လူတွေကြတော့အများကြီးရေးနိုင်လာပြီဗျာအများကြီးရေးနိုင်လာပြီဆိုတော့တခါလေ PR တွေကများတော့ကြောင့် manually စစ်ဖို့ကြတော့လည်းအဆင်မပြေတော့ DevOps နဲ့ cloud ကိုကောင်းထက်ကြ DevOps နဲ့ cloud native တူတွေအတွက်ဘယ် AI ကအဆင်ပြေဆုံးဖြစ်မလဲDevOps နဲ့ cloud native တူတွေအတွက်ဆိုရင်ကျွန်တော်စမ်းကြည့်ရသလောက်တော့နော်ပြဿနာ Gemini ကကောင်းတယ် Gemini ကကောင်းတဲ့ဟာကို Gemini ရဲ့ CLI ကတိတ်ပြီးတော့အဆင်မပြေဘူးပေါ့သုံးရတော့ကျွန်တော်အနေနဲ့ပြောနော်မကြိုက်ဘူးပေါ့နော်အဲ့တော့ bro က Gemini ကိုမသုံးရသေးဘူးသုံးကြည့်နေတယ်ဆိုရင်တော့ Gemini နဲ့ Gemini CLI ကို
တွဲပြီးတော့သုံးကြည့်ပေါ့နော်အဲ့တော့ထားပါကို discuss လုပ်နေတာတွေ possible ပြောနေတာတွေဆိုရင်အဲ့ဒီ browser က Gemini ချက်မှာသွားပြောပေါ့အမို့အထဲမှာတစ်ခုခုလှုပ်စေနေတာမျိုးဆိုရင် Gemini ရှိရလားခိုင်းပေါ့အဲ့လိုမျိုးတွဲပြီးတော့သုံးကြည့်လို့အဲ့ဒါဆိုရင်တော့အဆင်ပြေဘာလို့လဲဆိုတော့ဒီကောင်က window လည်းအကျယ်ကြီးပဲအကြီးပဲပြီးသွားရင်သူ့ကိုတော်တော်များများလဲသူက update ဖြစ်တယ်လို့ခံစားရတယ်ပေါ့နော်ရုပ်ကကြတော့အားဖြင့်အဲ့ WhatsApp တွေတော်လုပ်ပြီးတော့သုံးနေတာဆိုတော့ဒီ pro injection ပြီးပုံများရတယ်ပေါ့ Thank you for today ပါတဲ့ Ronanda hey we have the knowledge of how to pay MCV server please also in your work and can you also explain the general use case of RAG please also in your work okay အဲ့တော့ MCV server ကိုဘယ်လိုပေးရမလဲဆိုတာတော့အဲ့တော့အဲ့လေကိုယ့်ကိုတကယ်တော့ manually ပေးကြမလို့ပေါ့နော်ကိုလိုချင်တဲ့ဟာမျိုးပြောပြီးတော့ဒီကိုသုံးနေတဲ့ agent ကိုပဲပြန်ပေးခိုင်းလိုက်တာပဲပေါ့နော်အခုနောက်ပိုင်းမှာအဲ့လိုသိရမလားတော်တော်များများတော့ Python တို့ Go တို့သုံးပြီးတော့ရေးကြအများတယ်ကျွန်တော်က Python နဲ့တော့ရင်းနေရဒါပေမဲ့ DI ကြီးကိုရေးဖို့ကြတော့လေကိုယ့်ကို manual ရေးဖို့ကြတော့လေအချိန်နဲ့ပေးရမှာဆိုတာ ਨੇ ဒီကိုယ့်ရေးကြအောင်ပဲကိုပြန်ပြီးတော့ရေးခိုင်းလိုက်ပေါ့နော်လိုချင်တဲ့ဟာတွေကိုပြောပြပြီးတော့သူ့ကို data ပြန်ရေးခိုင်းလို့ local MCP လိုချင်တာလား remote MCP လိုချင်တာလား RAG ကတော့တိတ်ပြီးတော့မသုံးပြဘူးဗျာအခုမှကျွန်တော် RAG ကိုလှုပ်ဖို့စဉ်းစားနေတော့ဆိုတော့ပြဿနာပါလဲဆိုတော့တချို့ company တွေမှာအဲ့လို access တွေအဲ့လို access management ကပြဿနာရှိသေးပါတချို့ဟာတွေကဒီ server တွေ access လုပ်လို့မရဘူးဟိုကလုပ်လို့မရဘူးဒီကလုပ်လို့မရဘူးအဲ့လိုတွေ restrict ဖြစ်နေတာ ਨੇ ကိုယ့်အကိုစမ်းဖို့ ਨੇ အဲ့လိုရုံးမှာပေါင်းလို့ဖို့မလုပ်ဖြစ်သေးဘူးဖြစ်နေအဲ့တော့ RAG ကတော့ခုလောလောဆယ်ကျွန်တော် workflow ထဲမှာတော့မရှိသေးဘူးလို့ပြောလို့ရပါတော့ဒါပေမဲ့နောက်ပိုင်းလည်းရှိလာနိုင်တယ်အခုဒီဘက်မှာခေတ်စားနေတာအဲ agent တွေကတော်တော်ခေတ်စား custom agent တွေကိုယ့်အကို create လုပ်ပြီးအဲ Slack ထဲမှာ integrate လုပ်ပြီးပြရလားဘယ်လိုပြောမလဲquantity cluster ကို access လုပ်ချင်ရင် QC တွေသွားမ run တော့ဘူးအဲ Slack ကနေပဲ bot ကိုခေါ်ပြီးတော့ငါ cluster ထဲမှာဘာတွေဖြစ်ပြနေရတယ်ဒီ namespace အောက်က bot တွေရောအခြေအနေကောင်းလားအဲ့လိုမျိုးတွေလုပ်နေကြပြီပေါ့နော်အဲ့လိုဟာလေးလုပ်နေအောင်ရှိ red တို့ဘာတို့ကတော့မလုပ်ဘူးပေါ့အဲ့တော့ document တွေဘာညာနဲ့ပတ်သက်ပြီးရင်လည်းကျွန်တော်ဒီရှိစုမဲစုဒီတော်တော်များများကြားဖို့ပါလိမ့်မယ်ဒီတော့ဒီ Atlas ဒီ GR တို့ consumer မှာသူတို့စီက agent robo ဆိုတာရှိတယ်အဲ့ဒါလေးပဲသုံးနေရတာပေါ့နော်အဲ့တော့အဲ့လိုတော့ရှိပါတယ် bro RAG တို့ဘာတို့ကတော့ကျွန်တော်လည်း landing လုပ်တုံးဆိုတော့အဲ့ဒီဟာကြီးကိုထဲဝင်တော့တိတ်မသိတယ်ဒီအခုမှ course တွေကြီးလိုက်ဟိုဟာလေးစမ်းလိုက်ဒီဟာလေးစမ်းလိုက်ဘာလို့လဲဆိုတော့ကျွန်တော်လည်းရင်တော့တော်တော်ကောင်းပါလားဗျမသုံးဘူးအဲ့ကောင်မသုံးပါသူများတွေသုံးတယ်ငါမသုံးပါဆိုပြီးနေလာဒါပေမဲ့မရတော့ဘယ်လိုပြောလဲဆိုတော့သိရမလားသူများကတရားလုံးလောရမယ်ဟောတနိုင်လုံးလုပ်ပြီးထိုင်နေချိန်ကိုကတရားလုံးကြိုးစားပါလားလို့ကိုကတော့ပိုတော့သိတာပေါ့ဒါပေမဲ့ပိုသိလဲဒီချိန်မှာဘာမှမထူးတော့ဘူးလားလို့feedback တွေအနေနဲ့ဆိုတော့အဲ့ခုနဟိုပါပေါ့နော်ဒါကတော့ကျွန်တော်ကြားရဖြတ်ပြီးဖြည့်ပြောပြတယ်ဥပမာAzure သုံးသင်လား AWS သုံးသင်လား GCP သုံးသင်လားလို့ဆိုတာကျွန်တော်စိတ်ထင်ဘယ်နိုင်ငံကို target ထား business ကဘယ်နိုင်ငံကို target ထားလဲဘယ်နိုင်ငံမှာလုပ်ဖို့ရည်ရွယ်ထားလဲနဲ့ဆိုင်တယ်ပြောချင်တာဥပမာကျွန်တော်တို့ဒီ Asia region တွေပဲဆိုရင်ဥပမာအလွယ်ဆုံးပြောရင်မြန်မာပြည်ထဲမှာလုပ်မယ်ဆိုရင် Azure ကဟိုဘန်းခံရတာနဲ့သုံးပြမှာမဟုတ်ဘူးအဲ့တော့ AWS လို့ပြောတာဒါပေမဲ့ကိုယ် company ကmicroservice သုံးမှာလားမသုံးလားဘယ်လိုဟာမျိုးတွေသုံးမှာလဲလုံးဝ monolithic တွေပဲသုံးမှာလားအဲ့ဒါဆိုတချို့ဟာတွေဆိုရင်ကျွန်တော်တို့အရင်များပြောနေကြလို့ digital ocean လောက်နဲ့လည်းဖြစ်တာပဲအဲ့တော့ဟိုဘယ် service အဲ့မှာ AKS တွေ GKE တွေဟို EKS တွေကဘာကိုဝါသနာပါတဲ့ line လေးလို့ရတယ်ဒါပေမဲ့ဘယ်နိုင်ငံမှာအလုပ်ရှောက်ဖို့ရည်ရွယ်ထားလဲဆိုရင်အဲ့နိုင်ငံရဲ့ market ကို reset လုပ်ရတာပေါ့နော်သူတို့နိုင်ငံမှာဘယ်လိုလူတွေခေါ်တာများလဲဘယ်လိုအလုပ်တွေလစ်လက်နေသေးလဲဆိုတော့အလွယ်ဆုံးပြောရရင်မှထားပါတော့ဟို Euro region ဘက်သွားမယ်ဆိုဘယ်အသုံးများလဲ US ဘက်ဆိုဘာအသုံးများလဲပေါ့မနေ့ကဆိုရင်စီတန်ပြောသလိုသူတို့ဘက်မှာဆိုရင်ဒီရုံးရင်းသုံးဖို့ဆို Gemini တို့ဘာလို့ approve လုပ်တယ်ဒါပေမဲ့
တခြားနေရာဆိုရင်တစ်မျိုးတစ်ပုံဖြစ်သွားမှာဥပမာတော်တော်နိုင်ငံတော်တော်များများမှာဒီ CLI နေဒီ element chat တွေအများကြီးရှိတဲ့ထဲမှာထားပါတော့တရုတ်ထုတ်တွေဆိုရင်ဘန်းထားတာမျိုးပေါ့အဲ့တော့ကိုကဟိုအတုံးတဲ့တာကတကဏ္ဍနောက်တစ်ခုကဘယ်တိုးဘယ်နိုင်ငံမှာတုံးမှလဲဆိုတာပေါ့မူတည်ပြီးတော့အဲ့ဒီ platform ရွေးတာဆိုင်သွားလိမ့်မယ်ပေါ့နော်နောက်တစ်ခုကနောက်တစ်ယောက်မေးတာဒီ system prompt တွေက custom လုပ်ရင်လုပ်တင်လားကောင်းလားဆိုတာမျိုးခုနပြောသလိုပဲကျွန်တော်တို့ debugging လုပ်တဲ့ဟာပဲဖြစ်ဖြစ်နောက်ဆုံး system တွေကို check လုပ်တာပဲကျွန်တော်တို့ဟိုးအရင်ကအတိုင်းကိုနည်းနည်းလေးပဲချိန်လာတာလို့ပြောလို့ရတယ်ဘာလဲဆိုတော့ရှင်းပြောရင်ဘာလို့ script တွေရေးလဲဆိုတော့ bash နဲ့ပဲဖြစ်ဖြစ် python နဲ့ကျွန်တော်တို့ပြင်းလို့ရေးတာဗျာကိုရင်းကို command တွေရိုက်ပြီးတော့ဒါမထွက်လာရင်ဒါပြန်ရှာဒါထွက်လာရင်တော့ဒါလေးဆက်စစ်ဒါမျိုးတွေကိုလူပတ်ပြီးတော့ဒီ script တွေရေးတာအခုလဲဒီ AI မှာလည်းအဲ့တိုင်းပဲအဲ့ဒါကိုနည်းနည်း upgrade လုပ်ထားတာပဲရှိတယ်ဟိုအဲ့တော့ပြောရမယ်ဆိုရင်အဓိက concept ရှိလို့ရှိရင်အဲ့ဒီ system prompt ပဲဖြစ်ဖြစ်ခုနကိုရန်ပြောသွားတဲ့error တွေကို debugging လုပ်တာဖြစ်ဖြစ်ဒါတွေကsystem prompt တို့ scale တို့ MCP တို့ပေါ့နော်အဓိကတော့အလွယ်ဆုံးကတော့ဒီ command prompt ကတော့အလွယ်ဆုံးကစတာပေါ့ဒီ CLI နေမှာသုံးမယ်ဆိုရင်အဲ command prompt တစ်ခုကိုယ့်အကူထားရေးတဲ့နည်းကတော့အလွယ်ဆုံးကစတာပေါ့အဲ့ဒါနဲ့ပတ်သက်ရင်တော့ခုနဟိုရင်ပြောတဲ့ဒီ YAML တို့ Markdown တို့ဒီနှစ်ခုကဒီ scale တွေဒီ command တွေဆိုလဲဒါတွေနဲ့ပဲရေးထားတယ် Markdown နော် scale မှာဆိုရင် YAML နဲ့ Markdown နဲ့တွဲရေးပေါ့အဲ့နှစ်ခုလောက်နဲ့ရှင်းပြောရင် human readable text တွေနဲ့ထားတာဖြစ်တဲ့အတွက်ဟိုဟာဖြစ်တယ်နောက်ပိုင်း orchestra လုပ်တဲ့ဟာတွေလည်းရှိလာတယ် orchestra ဆိုတော့ခုန agent ကိုတစ်ခုတည်းမဟုတ်ဘဲနဲ့ multi agent သုံးတာတို့ multi provider agent သုံးတာတို့နောက် agent အချင်းချင်းကို discuss လုပ်ခိုင်းတာဒါတွေကဘယ်လိုသုံးရမလဲဘဝသုံးရမလဲဘယ် agent အကောင်းဆုံးလဲဆိုတာဒါကျွန်တော်တို့ကbias ကရှိမှာပဲဝေရန်ကြိုက်တဲ့ agent ရှိမယ်ကျွန်တော်ကြိုက်တဲ့ agent ရှိမယ်ဒိန်းလေးရှိကြိုက်တဲ့ agent ရှိမယ်တခြားတယောက်ကတခြား agent ကိုကြိုက်တာရှိမယ်DC ပိုကောင်းတယ်ဆိုရင်ဖြစ်တာရှိမယ် online မှာဆိုရင်အများနဲ့အဲ့ဒါတွေတွေ့နေရတယ်ကိုယ်ကပိုကောင်းတယ် Gemini ကပိုကောင်းတယ် club ပေါ့ဒါကတော့သူသုံးတဲ့ project နဲ့ဟိုသူရေးတဲ့ prompt နဲ့ဒီသူသုံးထားတဲ့ model ရဲ့ content ကိုက်ညီလို့ရှိရင်သူ့အတွက်အကောင်းဆုံးလို့ထင်ပါဒါပေမဲ့အကုန်လုံးကိုတော့လိုက်ပြီး benchmark မလုပ်နိုင်အဲ့တော့ကိုယ်နဲ့ကိုက်တဲ့ကိုယ်ပဲ project မှာသုံးလဲဆိုတာပေါ့မူတည်တာပေါ့ခုနကပြန်ပြီးအစကောက်ရင် AWS အတွက်ဆိုရင်ခုနက Kiro လိုဟာမျိုးသုံးမယ်ဆိုရင်ဒါသူတို့ကအဘက်မှာသူ AWS က knowledge ကိုအောင်အောင် support ပို့လုပ်လိမ့်ပေါ့နော်သူတို့ project migration ဟို budget တွက်တာဒါတွေဆိုရင် Kiro သုံးတာပိုကောင်းတယ်လို့အလွယ်ဆုံးပြောလို့ရတော့ပေါ့အဲ့တော့နောက် security risk တွေဘာတွေကကြတော့ကိုရန်လည်းပြောရတယ်ရှင်းရှင်းကအဲ့ဒါလည်းဒီ AI ခေတ်မှမဟုတ်ဘူး CIC တွေလုပ်တဲ့လူတိုင်းသိတယ်ဟို pipeline တွေထဲမှာငါတို့ရဲ့ security scanning ရှိတယ် code base scanning ရှိမယ်နောက်ခုနပြောသလို EOL တွေဘာတွေစသဖြင့်အကုန်လုံး scanning ပေါင်းများစွာရှိတယ်ဟိုအခြေခံကြဆုံးဆိုရင်ဒီ Python လိုဟာမျိုး JavaScript လိုဟာမျိုးcode writing style ကစ scanning လုပ်လို့ရတယ်ဆိုတော့ဒါတွေကအဲ့ pipeline မှာရှိတယ်အဲ့ဒီဟာတွေကလည်းဟို AI ဖြစ်မှာမဟုတ်ဘူးဒါပြောရမယ်ဆိုရင်ကျွန်တော် tradition ဟို AI ဘက်ရွှေ့လာတာပဲဘာလဲဆိုတော့ဟိုးရင်တွေက GitHub မှာ webhook သုံးတဲ့လူတွေဆိုသိမယ်ကိုက code တစ်ခုကို git commit လုပ်ခံနေဖြစ် git push လုပ်ခံနေဖြစ် git commit လုပ်မှာပေါ့နော်အဓိကအဲ့မှာ webhook သုံးပြီးတော့ဒီ pipeline ကိုဒီ security ဘိုင်းမဟုတ်သေးတော့မှဟို code writing style စစစ်တာပဲလေအဲ့တဘောပဲဒီမှာလဲဘယ်လိုစစ်လဲပြီးွားရင်ဘယ်လိုစစ်လဲဆိုတော့ခုနပြောလို့ကိုက rule တွေ trigger ထားတော့မှထားပါတော့git မှာ branch တွေရှိမယ်ကျွန်တော်တို့က QA ကို match လုပ်မယ်ဆိုရင်ဒီ rule တွေစစ်ပါမယ်လို့ပြောထားလို့ရှိရင် CIC တွေမှာပဲဖြစ်ဖြစ်ဒီ match မလုပ်ခင်မှာဖြစ်ဖြစ်ကိုယ့်ရဲ့ဒီ agent auto စစ်သွားမှာပဲဒါတွေကဟိုနောက်ပိုင်းမှာဘာရှိလာမလဲဆိုဒီ policy maker တွေရှိလာတယ်ခုနပြောတဲ့AI ကိုဘယ်လောက်ဂျုံရလဲတို့ AI ကဘယ်လိုမျိုးတွေလုပ်ပေးမှလဲတို့ဘယ်အချိန်မှလူဝင်စစ်မှာအဲ့ဒါ policy ရေးရတယ်ကုမ္ပဏီအကြီးသေးပေါ်မူတည်ပြီးတော့လည်းကောင်းကုမ္ပဏီရဲ့ rule တွေပေါ်ဆိုမူတည်ပါဘယ်နေရာမှာလူဝင်စစ်မယ်ဘယ်နေရာမှာတော့ manual approve ပေးမယ်ဘယ်နေရာမှာတော့ pass လုပ်မယ်ဆိုတာဒါရှင်းပြောရင် AI ပေါ်မှာကြီးပဲမိတည်နေတာမဟုတ်ဘူးပေါ့နော်ဒီလူတွေရဲ့decision ပေါ်မှာမိတည်နေတာအဲ့တော့လူတွေရဲ့ဒီ security rule တွေကဘယ်သူတွေကဘယ်ကုမ္ပဏီအတွက်ဘယ်လိုရေးပေးလဲအဲ့ကုမ္ပဏီကပါလဲ finance နဲ့ပတ်သက်တဲ့ကောင်းလားဒါမှမဟုတ်ရိုးရိုးဟို website လာအဲ့ဒါမျိုးတွေပေါ်မူတည်ပြီးတော့အများကြီးကွာသွားမှာပေါ့နောက်တစ်ခုက MCP နဲ့ပတ်သက်ပြီး MCP ရေးနည်းတွေဘာလို့မေးတာတွေ့လိုက်တယ် MCP ကရှင်းပြောရင်တော့ဒီ MCP တွေအရင်အကုန်တော့မပြောဘူး sorry MCP ဆိုတာမနေ့ကတော့ကျွန်တော်ပြောလိုက်သေးတယ်ဟိုရှိသမျှ scale တွေရှိသမျှ MCP တွေလိုက်သုံးနေကြမှာဒါပေမဲ့ကိုယ့်အတွက်
ကိုလိုချင်တယ်ကိုရေးချင်တယ်ဆိုတော့ MCP နဲ့စင်တူတစ်ခုကိုအရင်သုံးကြည့်ပြီးတော့မှသူ့ရဲ့အားနည်းချက်အားသာချက်ကိုကြည့်ပြီးမှဟိုဟာဖြစ်စေချင်တယ်ဗောနော်အတစ်တစ်ခုရေးမယ်ဆိုအဲ့ဒါရေးဖို့ဆိုရင်เนาะကျွန်တော်ဘာလို့ recommend ပေးလဲဆိုတော့ဒီ Cloud မှာအဲ့ course ရှိတယ် MCP ကဘာလဲ MCP ဘယ်လိုရေးလဲဆို course ရှိတယ်အဲ့ဒါမျိုးသွားတက်ရင် certificate ပါ free ပဲဗောနော် free ပဲ certificate ပါရလိမ့်မယ်ဆိုတော့အဲ့ဒါမျိုးသွားပြီးလေ့လာတာအကြံပေးခြင်းတယ်နောက်ပြီးခုနပြောကုတ်တွေရေးလာတာပေါ်ပေါက်လာနိုင်တဲ့ security risk အဲ့ဒါလည်းခုနပြောသလိုပဲဒီ data ဥတူတွေက data ဥဒီတခုခုရေးပြီးတိုင်းမှာဥမာထားပါတော့ YAML file ရေးပြီးတိုင်းမှာ YAML file format မှန်စစ်တဲ့ခုကစပြီးခုနပြောလို့ဒီ security ရဲ့ rule တွေ IAM rule တွေစသဖြင့်စစ်တဲ့ rule တွေအကုန်ရှိတယ်လို့ကိုယ်တိုင်လည်းထည့်ထားလို့ရတယ်ငါဒီဘိုင်းနဲ့ပတ်သက်တာကိုရေးပြီးဒါကိုစစ်ရမယ်ဆိုတော့ rule လေးတွေရေးပြီးပေးထားလို့ရှိရင်သူကအဲ့ဒါရေးပြီးတာနဲ့ comment လုပ်မဲ့အချိန်ဒါမှမဟုတ် branch ကိုမှလုပ်မဲ့အချိန်မှာ testing အကုန်လုပ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကconcept ပဲလုံးဝမသိဘဲနဲ့ဘာမှမသိဘူးဒါပေမဲ့ ChatGPT သုံးမယ် Gemini သုံးမယ် Cloud Code သုံးမယ်ဓာတ်ဥဝင်လုပ်လို့ရလားဆိုခုနတချို့တွေပြောလို့ပဲမရဘူးတော့မဟုတ်ဘူးเนาะ run သွားအောင်တော့လုပ်လို့ရရမှာဒါပေမဲ့ဘာလို့လုပ်သွားလဲမှန်လားမှန်ရင်လားတက်သွားရင်10မိနစ်နဲ့ရောက်မဲ့လမ်းကို तू ကဟို10မိနစ်လောက်နာရီဝက်လောက်ပတ်ရှောက်နေလားအဲ့ဒါဒီကိုမသိလို့ရှိရင်ဘလို့ကြောင့် run လဲဆိုတာစာသိမှာမဟုတ်ဘူးဘလို့ခုနကပြောလို့ဒါတွေဘလို့ပြန်စစ်မလဲဆိုလဲသိမှာမဟုတ်အဲ့တော့ပြီးထားပြီးသားလူကဒါတွေကိုချင်းပြ assistant တယောက်ကိုဝတ္ထုရေးတဲ့လူတယောက်ကစာရရမှာပြင်လို့voice to text သုံးတယ်လို့မျိုးဒါမှမဟုတ် AI ကိုပါဇက်ကပြောပြီးစာရိုက်ခိုင်းတယ်လို့မျိုးအဲ့အောင်မသူစလုံးမောင်းတယ်အဲ့လိုမျိုးသဘောမျိုးပဲကိုကျွမ်းကျင်ထားတဲ့အရာကိုမှပိုမြင်အောင်လုပ်တဲ့ဟာမျိုးတော့ပိုအပေးဒါမှမဟုတ် parallel ပေါ့နော် learning အင်တာကိုရေးပြီးငါ့ကိုဘာဖြစ်လို့လဲဆိုတော့ရှင်းပြ reference ယူလဲဆိုတာရှင်းပြဆိုလဲသူရှင်းပြတယ် token တော့ပုံကုန်မဲ့ဒါပေမဲ့အဲ့လို learning လုပ်သွားမယ်ဆိုလဲရတယ်ပေါ့နော်တကယ်လုပ်ငန်းဝင်မှာဆိုရင်တော့အမေကိုယ့်ကိုစမ်းတယ်ဆိုတော့အဲ့လိုမျိုးလဲသွားလို့ရတယ်နောက် RAG ဆို RAG ကရှင်းပြောရင် RAG ပဲဖြစ်ဖြစ် MCP ပဲ scale ပဲဖြစ်ဖြစ်က online မှာရှာရင်အများကြီးပဲအဲ့တော့ RAG scale တွေsorry RAG scale တွေ MCP တွေကတစ်ခုနဲ့တစ်ခုပုံစံအလုပ်ပုံတွေမတူကြတော့နောက်ပိုင်းမှာအဲ့တော့ RAG ဆိုလဲဘာလို့ဖို့သုံးမှလဲဘာတွေအတွက်သုံးမှလဲဘာဖြစ်လို့ RAG ကိုလိုအပ်လဲဆိုတာအရင်ကြည့်မှရတယ်နောက်မှအဲ့ကောင်ရဲ့ set တွေ process တွေကဟိုရှင်းပြောရင်အရန်တက်တာတည်းမှမပါဘူး RAG တစ်ခုသုံးမယ်ဆိုတော့အနည်းဆုံးတော့ host လုံးမဲ့ set တွေရဲ့ spec ကမှ local မှာစမ်းမယ်ဆိုတော့တာမန် set လုံးနဲ့တော့မရတော့ဘူးเนาะအဲ့တော့ RAG သုံးမယ်ဆို RAG second knowledge အနေနဲ့ဆို alternative ဘာရှိမလဲဆိုရင်ဥပမာ wiki element လို့ဟာမျိုးပေါ့เนาะnote တွေနဲ့ထားပါတော့ markdown note တွေနဲ့ဟို knowledge ကိုဘယ်လို knowledge base လုပ်ပြီးတော့ဒီ NCP တို့ဘာလို့ဟာမျိုးတွေနဲ့တွဲပြီးဘယ်လိုသုံးလဲဆို wiki element ဆိုတော့ keyword နဲ့ရိုက်ရှာရင်အများကြီးထပ်တွေ့လိမ့်မယ်အဲ့ကောင်ကတော့ဒီ RAG လောက် powerful မဖြစ်ဘူးဒါပေမဲ့ resource လည်းမသုံးဘူးဒါပေမဲ့ CLI အနေနဲ့တွဲလို့ရတဲ့ဟာရှိမယ်ပေါ့နော်ကျန်တာရတော့အကုန်လုံးကဟိုဘယ်လိုလုပ်ရမလဲတို့ဘယ်လိုတတ်မှတ်မလဲဆိုတာတော့ policy ရုံးနှင်း policy တွေနဲ့ပဲဆိုင်တာဆိုတော့ဒီပုံတွေနီးဝေရန်သူရုံးမှာသုံးတဲ့ဟာသူကိုယ်ပိုင် project မှာသုံးတဲ့ pipeline ကြီးကိုပေးလိုက်အောင်လည်းတော့ကိုယ်ရယူပြီးသုံးရမှာမဟုတ်ကိုယ်နဲ့ကိုက်ညီတဲ့ပုံစံကိုယ်နဲ့ကိုက်ညီတဲ့ policy ကိုရုံးကတတ်မှတ်ထားတဲ့ policy နဲ့ကိုက်ညီအောင်လုပ်ရမှာပေါ့ဥမာခုနပြောသလိုပဲဟိုတချို့ဆိုရင်နိုင်ငံထုတ်ထားတဲ့ policy ရှိတယ်စင်ကာပူမှာဆိုအစိုးရကိုယ်တိုင်ထုတ်ထားတဲ့ rule တွေရှိမယ်။ဥပမာ EU ဘက်မှာဆို EU အစိုးရထုတ်ထားတဲ့ rule တွေရှိမယ်။ဘယ် service တွေဘယ် API call တွေထားပါတော့ဘယ် tool တွေဆိုမသုံးအောင်လို့ဘာတွေဆိုရင်မဖြစ်မနေသုံးရမယ်ဆို rule တွေရှိပါတော့။အဲဆို standard တွေနဲ့ပဲရှိတယ်ဆိုတော့အဲ့ဒါတွေကတော့ဟိုကိုသွားမယ်ကောပြော level တွေဟိုလုပ်ငန်းခွင် area တွေ scope တွေနိုင်ငံတွေနဲ့ပါဆိုင်တယ်ပေါ့နော်။ဒီကျန်တာတွေကတော့မေကွန်းတွေက true လောက်တည်ပါပဲဟိုဒီ certificate တွေပါတွေကတော့တည်တဲ့အတိုင်းရှိထားရင်မမဘူးဒါကနေစတင်လဲဆိုရင်အလွယ်ဆုံးပြောရရင်တော့ကျွန်တော်တို့ဟိုလွယ်ဆိုလိုမျိုးလောက်ရတယ်လွယ်တာပြောတာမဟုတ်နော်ဒီပတ်ဝေးအကုန်အများဆုံး recommend ပေးတာတော့ AWS တို့ပါတော့ဒီ South Asia ဘက်မှာဆို AWS နဲ့သွားလို့ရတယ် EU ဘက်ဆိုလို့ရှိရင်တချို့နေရာတွေက GCP သုံးပြီးတချို့နေရာတွေက Azure သုံးနဲ့ Azure ပဲသုံးတဲ့နေရာတွေလည်းရှိမယ်အဲ့တော့ကိုသွားမဲ့ market scope တွေပါတယ်ကြည့်ပြီး result လုပ်မှပဲအဲ့ဒါအဆင်ပြေမှာပေါ့နော်microservice ဒီဘောသူပြောထားတဲ့ဟာကဝေယံဖတ်ကြည့်ပြီးပါလားဟုတ်လားအောင်ဆုံးပါ education လုပ်ဖို့အတွက် deployment ဟန်ကိုနှစ်ပိုင်းခွဲထုတ်တာဥစဉ် admin နဲ့တင်တာသက်ဆိုင်ရာ value အဲ့မျိုးက3-4တော့ရှိတယ်
သုံးလေးရှိရဆိုတော့ကျွန်တော်တို့များလာပြီဆိုအဲ့လိုတင်းနေလဲကွဲသွားပြီဆိုရင်အဲ့ဒါမျိုးอ่ะတကယ်တော့ best price တွေပေါ့နော်ဒါပေမဲ့ဒီအဲ့ဒီ pattern ကိုကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုတော့ hand library chart pattern ဒါမှမဟုတ်ရင် base and value split pattern လို့ခေါ်ကြတယ်အဲ့လိုဘာဖြစ်လဲဆိုတော့အဲ့လိုခွဲလိုက်ရင်ကျွန်တော်တို့ဒီဘယ်ပြောရမလဲကျွန်တော်ဒီဘက် double ဒီဘက် platform တင်းအနေနဲ့အဲ့လိုထားပါတော့ KS ရဲ့ deployment တွေ service တွေ ingred တွေအဲ့လို standardize လုပ်ပြီးသားပေါ့ဒီ best practice တွေနဲ့ standardize လုပ်ပြီး base check အနေနဲ့ကိုရေးပေးလိုက်ပြီးတော့အဲ့ဒါကို package လုပ်ပြီးတော့ကျွန်တော်တို့ဒီ registry တစ်ခုခုမှာတင်လိုက်တယ်ဒါပါတော့ ECR ဖြစ်ဖြစ်ကျွန်တော်တို့ဒီ KF container registry ကတော့ကျွန်တော်တို့ခံ support လားမပို့လားမသိဘူးပေါ့နော်ကျွန်တော်တို့ ECR မှာပဲတင်တာများတယ်အဲ့လိုလုပ်လိုက်တော့ကျွန်တော်တို့ဒီ security guideline တွေ best practice တွေကကျွန်တော်တို့ရဲ့ဒီ common chat ထဲမှာပါသွားပြီးသားပေါ့နော်အဲ့တော့ dev din တွေ app din တွေကကြတော့ဘာပြန်လုပ်လဲဆိုတော့သူတို့ကဒီ hand check ကြီးတစ်ခုလုံးကို maintain လုပ်စရာမလိုတော့ဘဲနဲ့သူတို့ရဲ့ဒီသူတို့လိုတဲ့လောက်လေးကိုပဲ value file လေးတွေမှာတိတ်ပြီးတော့သူတို့ရဲ့ app အတွက်အဲ့လိုမျိုး dependency ယူထားတဲ့ပုံစံမျိုးနဲ့ထားရုံပဲပေါ့နော်ပြီးတော့သူတို့ application အတွက်လိုအပ်တဲ့အမှာ image tag တွေ replica ရေအတွက်တွေ environment variable တွေစတာတွေကိုပဲကျွန်တော်တို့ base လုပ်ထားတယ်ဒါပေမဲ့အဲ့ဒါ application ရဲ့ nature တွေနဲ့လည်းမူတည်တဲ့တချို့ app တွေကသိရမှာအဲ့ဒါဘယ်လိုပြောရမလဲအဲ့လိုသုံးမယ်ဆိုရင်တော့ကျွန်တော်ဒီအပေါ်ကဒီဘယ်လိုပြောရမလဲခွဲဟို standardize လုပ်ထားတဲ့ common base handshake ကြီးက perfect ဖြစ်နေဖို့လိုဘာလို့လဲဆိုတော့တချို့ app တွေကြောင့် migration လိုတချို့ app တွေကြောင့် migration မလို့ front end တချို့ကဒီ page တိုင်းမှာ environment variable လိုတချို့ကြောင့် run time မှာလိုအဲ့လိုမျိုးတွေကြတော့အကုန်လုံး support ပေးအောင်ရေးထားဖို့လိုဒါမှမဟုတ်ပဲနဲ့လည်းရိုးရိုး base ပဲထားပြီးတော့ကို app တဲ့လိုအပ်တာကိုပြန်ပြီးတော့အောက်မှာပြန်ပြီးတော့ဒီဘယ်လိုပြောရမလဲ customize ပြန်လုပ်ပြီးတော့သုံးလို့ရတာမျိုးလည်းရှိတယ်အဲ့တော့ app ရဲ့ app တွေပေါ်မူတည်ပြီးတော့ educate ပြန်လုပ်ရမလားဆိုတော့သူတို့ educate လုပ်ပေးဖို့အတွက်ဆိုအဲ့လိုမျိုး educate လုပ်တာထက်စစချင်းသူတို့ဒီလိုပြောပေါ့ hand ရဲ့ usage နဲ့တကယ်သူတို့ hand နဲ့ရင်းနှီးသွားပြီဆိုတော့မှအဲ့လိုမျိုးစပေးလိုက်တာကောင်းတယ်ပေါ့နော်အဲ့မှာသူတို့ကလည်းထားပါတော့သူတို့ကအပေါ်က combo chat ကိုသူတို့ကdownload ဆွဲကြည့်မှမြင်ရပါတယ်အဲ့လိုတေချာမကြည့်ဘဲနဲ့ပဲသုံးနေအပေါ်မှာ issue တက်နေပြီးတော့သူတို့မှားတယ်ထင်ပြီးတော့သူတို့ဘာသာတိုင်ပတ်နေတာမျိုးလည်းရှိဘူးလေအဲ့လိုမျိုးအတွက်အရင်ဆုံးပထမပုံမှန်ဟာနဲ့ပဲဒါရိုးသူတို့အတွက် hand check လေးပဲစမ်းကြည့်လို့အဆင်ပြေသွားပြီဆိုတော့မှအဲ့လိုမျိုး split လုပ်ပြီးတော့ဒီသုံးတာမျိုးကပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဟို user ကဘယ်လောက်ခတ်နေမလဲဆိုတာပုံမှာတော့မူတည်မယ်ထင်တာပဲဘာလို့လဲဆိုတော့တိတ်ပြီးတော့အခက်ခဲကြီးမဟုတ်လို့ရှင် hand check ကတော့ထားပြီးတော့ main အနေနဲ့ထားပြီးတော့ update လုပ်တဲ့ထားပါတော့တို့ကဘယ်လောက်ထိအဲ့ hand check ပေါ်မှာဘယ်လောက်ထိ customize လုပ်ဖို့လိုတာလဲဥပမာအချက်လက်ပေါင်းခုနဝေယံပြောလို့ပေါ့နော်များလားနေလားနည်းနည်းပဲဆိုရင်အာကိုတို့ခုနဒီ flash တို့ကနေပဲဖြစ်ဖြစ်ဒီတို့ဒီသူချိန်ရမယ့်အပိုင်းလေးပဲချိန်တဲ့အောင်တင်ပေးလိုက်လို့ရှင် hand check တင်ပေးကြမလို့ပေါ့အချင်းဆုံးပြောရရင်တော့သုံးထားတဲ့ဟာတွေပေါ်လဲမူတည်သေးရပါတကယ်လို့ခုနကိုရဲပြောလို့အာကိုလို့ flash ဆိုသုံးဖို့စဉ်းစားထားရင်တစ်မျိုးဒါမှမဟုတ်ပဲတကယ်ဟိုရိုး CI ကြီးပဲကဲအရှင်ဒါမှမဟုတ် Galaxy CI ကနေ hand command နဲ့လှမ်းပြီး apply လုပ်ပါလားအဲ့လိုမျိုးရှိသေးရဲ့ပေါ့နော်အဲ့လိုဟို manual action တွေကနေပြီးတော့ command နဲ့လှမ်း apply လုပ်မယ်ဆိုရင်တော့သူတို့လည်းနည်းနည်းပါးပါးတော့သိတာပေါ့ဒါပေမဲ့ဟိုအာကိုလို့ flash ဆိုရင်တော့အဲ့ကြလည်းသူတို့က Argo လို့ Flash ရဲ့ syntax တွေတော့ လိုက်သိထားဖို့လိုတယ်ပေါ့နော်ဒီ deployment file တွေကရေးရမှာ Argo ဆိုရင်လည်းတော်သေးတယ် UI ကနေနည်းနည်းသွားပြီးတော့နှိပ်ပြုတ်လို့ရတယ်ဒါပေမဲ့အဲ့ဒါတော့မှနှိပ်လိုက်လို့ gain နဲ့ပြန် sync လုပ်တယ်ဆိုရင် UI နှိပ်ထားတာတွေကတကယ်တော့တစ်ခါလေကြာရင်ခဏပေါ့နော်ပြီးတော့ပြန် sync ပုံမှန်တိုင်းပြန်ဖြစ်သွားဆိုတော့အဓိက Argo လို့ Flash ရဲ့ syntax တွေနဲ့လည်းရင်းနှီးဖို့လိုသေးတယ်ခုနဟိုရှင်းပြ approve ကတော့ဒီ approve ကတော့ဟိုဘယ်လိုခေါ်မလဲတုံးတဲ့တကယ်ကုမ္ပဏီတွေမှာတုံးလေးရှိတဲ့ approach ပေါ့နော်ဒါပေမဲ့ခုနပြောလို့ပဲကိုရီးယား resource ကအဲ့ဟို team ဘယ်နှခုရှိလဲအဲ့ team နေရာကိုဘယ်လောက်ထိအကောင်ယူဝင်ပြီး manage လုပ်ဖို့လိုမလဲခုနပြောလို့အဲ့ဒါတွေပုံမူတည်ပြီးတော့သူတို့အဲ့ဒီတင်ပေးဖို့လိုအပ်လားရေရှည်ကြီးခုနပြောလို့ခဏပြန်ပြောလို့ချိန်မို့လိုအပ်နေတယ်တကယ်သုံးဖို့လိုအပ်နေဆိုတော့ဟောလေသူတို့တင်ပေးပြီးတော့သူတို့တို့ကိုတက်ခွဲပြီးတော့ customization တခုထုတ်ပြီးသူတို့ကသူကျန်တာဆက်ပြီး maintain လုပ်ဒါမျိုးသွားတာတော့ရေရှည်အတွက်တော့ကြီးလို့ရှင်
lower ကန်ရမယ့်ဟာတွေကြီးတယ်ဆိုလို့ရှိရင်တော့ပိုကြိုက်တာပေါ့နော်ဒီပြောလက်ရှိ prototype တင်သွားဖို့ကတော့နောက်တစ်ခုကဒီမှာ general CLI agent အဲ့ကောင်ကလေကျွန်တော်တို့က default သုံးလို့ရှိရင် main thread မှာသုံးတာပေါ့တကယ်ခုနောက်ပိုင်းမှာ agent တွေကကျွန်တော်စိတ်ထင်ထားပါတော့ cloud မှာဆိုရင်ပြောကြရမယ်ဆိုရင် agent creator scale creator ပါလာပြီအဲ့တော့ကိုကဒီမှာ natural language နဲ့ငါကတော့ Kubernetes ကိုင်နေ digital ocean လည်းကိုင်နေနောက် AWS လည်းသုံးတယ်အဲ့တော့ဘာဒီလိုမလဲအဲ့ဒါအတွက်ကို agent ဆောက်လိုက်ပါသူဆောက်ပေးတယ်နောက်ကတော့ကိုပြောခဲ့တယ်လို့ပဲ AWS ဆိုအခုသူကိုယ်ပိုင်MCP ထုတ်ပေးထားတယ်အဲ့တော့အဲ့ပထမပိုင်းဝေးရင်ပြောသွားသလိုမျိုးelement ရဲ့ knowledge က out of date ဖြစ်နေတာမျိုးဟိုကောင်ကအရင်ကြီးတည့်တဲ့အတိုင်းခဏအသစ်ထွက်နေလို့ live မမြင်အောင်မဖြစ်တော့အဲ့တော့AWS က MCP လေးထည့်ထားမယ်DO မှာ MCP ရှိတယ်ဆိုထည့်ထားမယ်ဆိုရင်သူကအဲ့ agent အဲ့ကောင်တွေကိုယူသုံးပြီးတော့ဘာလို့သွားမှာပဲပေါ့နော်အဲ့တော့custom agent 3လားဆို3ဖို့လိုအပ်လာရင်တော့3လို့ရှိရင်အလုပ်ပို့ပြီးတွင်ထဲမှာပါတယ်ပြောချင်တာအလုပ်လေးတစ်ခုကိုတစ်ချိန်နဲ့လုပ်ရမယ့်ဟာအတွက်ကိုတော့ကျွန်တော်တို့ကအဲ့ agent ကြီးတည်းမလုပ်ဘူးဒါပေမဲ့ထားပါတော့ကျွန်တော် Kubernetes cluster ကိုအမြဲတမ်း log တွေဖတ်ရမယ် report တွေလုပ်ရမယ် debugging တွေလုပ်ရမယ်အဲ့ဒါမျိုးဆိုရင်တော့ဟုတ်တယ်အဲ့ cluster အတွက်ကိုခုနကပြော debug agent တော့ဒါမျိုးရေးထိုင်ရတယ်ကျွန်တော်3လားဆိုရင်3တယ်ဘာလဲဆိုတော့အဲ့ခုနကပြောတယ် cluster ကြီးတစ်ခုလုံး monitoring လုပ် report တွေလုပ်ဘယ်ပိုင်းကအားနေတယ်ဘယ်ပိုင်းက migrate လုပ်ဖို့လို့ဘယ်ပိုင်းကပြင်ရမယ်အဲ့လိုကြည့်ဖို့အတွက်ဆိုရင်တော့ agent တွေလုပ်ထားတာရှိတယ် multi agent 3လားဆိုရင်ကျွန်တော်တို့ကအဲ့ဒါတော့နောက်ပိုင်းညပါတော့နော် multi agent support ပေးတဲ့ကောင်တွေရှိတယ်နောက်multi agent ဝေယံအစပိုင်းမှာပြောသွားတဲ့ဟာမျိုးဘယ် agent ကဘယ်လိုဆိုတာမျိုးမဟုတ်ဘဲနဲ့ agent to agent LAN ခေါ်တဲ့ဟာဆိုကျွန်တော်ဟိုးအရင်တော့သုံးတဲ့ဟာဆိုဘာရှိလဲဆိုတော့အရင်တော့ ZAM လို့ခေါ်တယ်အခုတော့ POL လို့ပြောင်းသွားပြီသူကကိုယ့်အကူဘာ agent မဲ့သုံးနေအဲ့ကောင်ထဲမှာဒုတိယမြောက် sub agent အတွက်ကို API key ပဲထည့်ပြီးအဲ့ကောင်ကို thinking လို့ခုနပြောသလို planning လို့ writing လို့အဲ့ဒါတွေကိုသူ့ agent ကိုလှမ်းခေါ်ပြီးတော့ခိုင်းတာပေါ့နော်အဲ့လိုမျိုးရှိတယ်ဒါဟိုးရင်တော့ကျွန်တော်သုံးတဲ့ဟာနောက် ဓာတ်ရိုက်ချိတ်တာဆိုရင်အမှ Code H bridge တို့ Gemini bridge တို့ရှိတယ်အဲ့တော့ Code H က API တဲ့ခုနကနေတော့ဆင်တူတယ်ဒါပေမဲ့သူကတော့ Code H ဆို Code H တစ်ခုတည်းတည်သားပေါ့နော်ခုနအခုနောက်ပိုင်း Paul လို့ခေါ်တဲ့ကောင်ကတော့ကိုထဲထဲမှာ API ကို open router API ထည့်မလား Code H က API ထည့်မလား Gemini ကထည့်မလားလို့ရွေးလို့ရတယ်အဲ့တော့တစ်ခါတလေကြာရင်လိုအပ်တယ်ဆိုတာ Gemini တွေးတဲ့ပုံဟိုမှကြီးကြတဲ့သေးကြဖြစ်ချင်လို့ Code H နဲ့ပြန်ပြီး verify လုပ်တာမျိုးတို့Code H နဲ့ရေးထားတဲ့ဟာကြီးကိုမှ open code နဲ့review လုပ်တာမျိုးတို့ဒါမှမဟုတ်လဲခုနပြောလို့နော် agent တော့ agent ပဲmodel မတူဘဲနဲ့စစ်တာမျိုးတို့planning ကိုကြာရင် high model နဲ့တုံးပြီးတော့ coding ကိုကြာရင် mid လောက်နဲ့တုံးတာမျိုးလို့ဆိုအဲ့ multi agent က token ကုန်တက်တာတယ်နောက်ခုနပြောတဲ့ content window မထိဘူးအဓိကကျွန်တော်မလို့ multi agent သုံးတာလဲဆိုရင်ခုနပြောတဲ့ content မထိတာ content မကုန်တာမဟုတ်နော်ဒီ content window မထိပါဘူး agent တစ်ခုချင်းကသူတက် content window နဲ့သွားတာဖြစ်တဲ့အတွက်သူကဒီဘက်ကဟာမထိဘူးပြီးရင်အဲ့ multi agent ထဲမှာခုနပြောတဲ့ multi service provider ဒါမှမဟုတ်ရင် AI provider နောက် multi model နော်ဒီ model လေးကိုတော့ debugging မဲ့စစ်မယ်ဆိုရင်ခုနပြောဆိုအရင်တော့ဆိုကျွန်တော်အဲ့ဒါကိုယ့်အကူပါရေးလာဆိုရေးတယ်log လေးစစ်ဖို့အတွက်ဆိုရင်တော့ local element နဲ့စစ်ပြီးတော့အဲ့ log တွေထွက်တဲ့ error တွေကိုမှthinking mind ကို Gemini ကိုပို့မယ်ပေါ့ဒါမျိုးဆိုရင်အဲ့လို multi agent သုံးလို့ရှိရင်ဟို user တက်တာမျိုးရှိတယ်အဲ့တော့အဲ့ multi agent ထဲမှာဆိုရင်ဘာတွေထပ်ရှိမလဲဆိုတော့ကျွန်တော်ကြိုက်တဲ့အထဲမှာတော့ GSC ရှိတယ် Gashit Dam ဆိုပြီးတော့အဲ့ကောင်ကတော့ token တော့အရင်တော့အရန်အုပ်တယ်နောက်ပိုင်းမှာကျွန်တော် RTK တို့ဘာလို့ ਨੇ တွဲသုံးတဲ့ခါကျတော့နည်းနည်းတော့ token မအုပ်တော့ဘူးဒါပေမဲ့ပြောချင်တာ multi agent ကိုသူ့အများကြီးလူတယောက်ကိုဒီ record for package လို့ဟာမျိုးဒီ package software တစ်ခုအတွက်လိုအပ်တဲ့ requirement အကုန်မေးပြီးလို့ရှင်တော့သူ multi agent နဲ့တော့သူစရုံသွားတာပေါ့နော်အခုနောက်ပိုင်းကမနေ့ကတယောက်လာပြောတာ Code H တို့ဘာလို့မှအဲ့ပုံစံမျိုးဖြစ်သွားပြီအကုန်လုံးကဟိုတော်တော်များများ automation level အထီကိုအပြင်အရင်တော့တပ်ပါတီယူသုံးရတဲ့ဟာတွေအကုန်လုံးတို့မှတစ်ခါတည်းပါလာပြီဟို cloud ဆိုလည်းအဲ့လိုသူများတွေအဲ့လိုမျိုးရေးတယ်ဆိုသူရှိမှ adopt လုပ်ပြီးတော့default အနေနဲ့ထည့်ပေးတယ် code လည်းအခုအဲ့လိုမျိုးတွေဆိုmulti agent ကဘုံမို့ project level လိုက်လိုအပ်တယ်
တုံးလဲတုံးတင်တယ်ကျွန်တော်လည်းတုံးတော့တုံးတယ်တယောက်နဲ့တယောက်တော့တုံးတဲ့တူတွေတော့တူမှာမဟုတ် OEM ဘာပြောဖို့ရှိအောင်လဲသူတို့မေးဖို့ မေးလာတာဒီတစ်ခုတော့ဖြေပေးမလို့ကို1 mark လာမသိဘူးက cloud infrastructure တွေရတဲ့ပိုရှုပ်သေးလာတဲ့အခါမှာစစပြောလို့မျိုး AIO ကိုသုံးပြီးတော့ anomaly detection နဲ့ auto remediation တွေကိုလုပ်လာတယ်အဲ့တော့ AI ကပေးတဲ့ insight တွေကိုဘယ်လောက်ထိတိုင်းတာထိအားကိုတင်လဲဆိုတော့အဲ့နေရာမှာကျွန်တော်တို့ပြောရမယ်ဆိုဒီကနှစ်ပိုင်းရှိရဗျနှစ်ပိုင်းရှိတော့ဒါပါတော့အဲ့နှစ်ပိုင်းကိုပြောရင်ကျွန်တော်တို့ AI ကကျွန်တော်တို့ insight တွေပေးတာတော့ဟုတ်တယ်ဒါပေမဲ့သူ့ကိုဘယ်လောက်ထိယုံကြည်တင်လဲဆိုတော့ယုံတော့ယုံပေါ့နော်ဒါပေမဲ့ကိုယ့်အကူပြန်ပြီးတော့ verify ပြန်လုပ်ပေါ့သူပြောတဲ့ဟာကြီးလို့ completely trust ဆိုပြီးတော့သွားပြီးတော့မယုံလိုက်နဲ့ပေါ့နော်အဲ့ကျွန်တော်ပြောခဲ့လို့ပဲဒီ AI ကတကယ်တော့ကျွန်တော်တို့အတွက်ဒီအပြင်ကဘယ်လိုပြောမလဲအာယုံမဆုလိုမျိုးထားပဲပေါ့ဗျာဒါပေမဲ့အဲ့ဒီဟာကိုအနောက်က control လုပ်ပေးဖို့ကျွန်တော်တို့ဒီ handle လုပ်ပေးဖို့ CRM လုပ်ပေးဖို့တော့လိုသေးရပေါ့နော်ခုနအပိုင်းတစ်ပိုင်းခွဲကြည့်ဆိုတာကျွန်တော် anomaly detection လို့ဒီဘယ်လိုပြောမလဲ issue တွေဒီတိုင်းရှင်းတာပါညာဒီတိုင်းယူပုံမှန်ပြဿနာလေးကိုဖြေရှာခိုင်းနေဆိုရင်90%အထက်တော့အားကိုးလို့ရတယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ law တွေပုံမှန်ဆိုကျွန်တော်တို့ law တွေ metric တွေတန်းတဲ့စီတချို့အများကြီးထွက်နေတဲ့အချိန်တွေမှာကြာပြီဗျာကျွန်တော်လူမျက်စိနဲ့ရှာဖို့ဆိုတော့တချို့ဟာတွေကမဖြစ်နိုင် query တွေပါရေးတယ်ဆိုရင်လည်းကိုကတေချာရေးပြီးတော့ရှာအောင်မှလိုချင်တဲ့ဟောကြည့်မှာဒါပေမဲ့အဲ့လိုမျိုး AI နဲ့သုံးလိုက်တဲ့အချိန်ကြတော့ကျွန်တော်တို့ပို့ပြီးတော့အချိန်ကုန်လဲတက်တာပဲပေါ့နော်သူပြီးရင်စစ်ထုတ်ပေးလိုက်တဲ့ insight တွေရတယ်ကျွန်တော်တို့ပြန်ပြီးတော့ရှာတဲ့ခုနကလို raw ကနေပြီးတော့ရှာတာနဲ့ဆိုရင်သူပေးလိုက်တဲ့ဟာတွေကရှာတာပို့ပြီးတော့အချိန်ကုန်တက်တာပဲပေါ့နော် auto remediation ဆိုတာကျွန်တော်ဒီအလိုလျောက်ဖြည့်ရှင်းမှာပေါ့နော်ဖြည့်ရှင်းတဲ့ဟာမျိုးကတော့ 100% အခုထိလွတ်ထားလို့မရသေးဘူးလို့တော့ကျွန်တော်ထင်တယ်ဗျာအဲ့ဘိုင်းမှာ AI ကိုပြင်မလားမျက်စိမိတ်ပြီးယုံလိုက်လို့မရဘူးပေါ့နော်ခုနကကျွန်တော်ခဏပြောရလို့ပဲ hallucination တွေတခုခုဖြစ်သွားပြီးတော့လို့ဒီဘယ်လိုပြောမလဲအရေးမကြီးတဲ့ဟာတွေဆိုရင်တော့ကိစ္စဖြစ်ဘူးအရေးကြီးတဲ့ဟာတွေမှာအဲ့လို hallucinate ဖြစ်ပြီးတော့ဒီမှာတခုခုဖြစ်သွားရင်ကြတော့ဘာမှပြန်လုပ်လို့မရဘူးပြီးတော့အဲ့ဒီထက်နေ set ထဲမှာ run နေဆိုတော့သူတို့ကဘာလုပ်တာလဲဆိုတော့ကျွန်တော်တို့လူတွေ command run လို့ပဲသူတို့လည်း command တွေ run တာအဲ့တော့ဖြတ်တဲ့ command run နေဆိုသူတို့ကဖြတ်ပလိုက်ပါပဲအဲ့တော့ဖြတ်ပလိုက်တဲ့မှာကျွန်တော်တို့ကဒီပြန်လိုချင်တာမျိုးပါမျိုးဆိုရင်တော့ခတ်တယ်ရှုပ်ကုန်တယ်ပေါ့နော်အဲ့တော့ပုံမှန်ဆိုရင်အဲ့လိုမျိုးဖြည့်ရှင်း AI ကိုကျွန်တော်တို့တချို့ဟာတွေအဲ့လို cloud access တွေပါရင်လည်းရှာခိုင်းတော့မယ်ဆိုရင်တေချာပေါ့နော်ဒီ read only rule တွေ change တာတို့ဒါမှမဟုတ်လည်းသူ့ရဲ့ instruction ထဲမှာ important သိရမလားလုံးဝ read operation တွေကိုပဲလုပ်ပါဘာ write operation မှမလုပ်ပါနဲ့အဲ့လိုမျိုးပြောပြီးသုံးတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဘာလဲဆိုတော့တခုခုမှားသွားရင်ကြတော့ကျွန်တော်တို့မကြည့်မိလိုက်လို့ပဲဖြစ်သိရမလားမှားပြီးတော့ enter run နေတဲ့ command ကိုမှားပြီးတော့ तू က prompt လုပ်တဲ့အချိန် yes ကျွေးမိလိုက်တာပဲဖြစ်သွားရင်ကြတော့ဒီသူ့ကိုလည်းပြန်ပြီးတော့ recover လုပ်ခိုင်းလို့မရဘူးကိုယ်လည်း recover မလုပ်တတ်ဘူးဆိုရင်စုံရုံပဲပေါ့နော်အဲ့လိုမျိုးတော့ရှိပါတယ်အဲ့တော့အတိုင်းအတာတစ်ခုအထိတော့အားကိုးလို့ရနေပြီဒါပေမဲ့ခုနကလိုမျိုးဒီဟိုမေးထားတယ်လို့မျိုး anomaly detection ပါညာဆိုရင်တော့နေပါယုံကြည်လို့ရနေပြီဒါပေမဲ့ auto remediation အဆင့်အထိတော့မသွားသေးတာကောင်းတယ်ပေါ့နော်ကိုယ့်အကိုလုံနေတဲ့ဟာတွေမှာတော့ကြိုက်လို့သုံးလို့ရတယ်မှာဒါပေမဲ့တချို့ကျွန်တော်တို့ဒီဘက် production system တွေပါတွေမှာကြတော့အဲ့လိုမျိုးတွေသွားပြီးတော့စမ်းကြည့်ဖို့လည်းအားမပေးသလိုစမ်းလည်းမစမ်းစေချင်ဘူးပေါ့နော် Hans Okay ပါပြီးတော့အပေါ်မှာတယောက်မေးတာဒီ JSON နဲ့ config language ကိုအလုံးမှာသုံးလာတဲ့ရှမ်းမဲကပေါ့နော် It's not extractable for share user maintaining many YAML file for many web app which time အဲ့တော့ JSON နဲ့သုံးလာဆိုတော့ကျွန်တော်တို့တချို့နေရာတွေမှာတော့အသုံးပြုတယ်တချို့နေရာတွေမှာတော့မသုံးသေးဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီJSON နဲ့မှမဟုတ်ဒီနောက်ပိုင်းမှာကျွန်တော်တို့ဒီဘယ်လိုပြောမလဲ templating tools တွေက
ထွက်လာတာရှိသေးတယ်ပေါ့ရှိသေးတယ်ဆိုတော့ပုံမှန်ဘယ်လိုထားပါတော့ကျွန်တော်တို့ဒီ Terraform တို့ Telegram တို့ဆိုရင်ကျွန်တော်တို့ကအဲ့ကောင်တွေကြတော့ YAML လည်းမဟုတ်တော့ဘူး JSON လည်းမဟုတ်တော့ဘူး YAML လို JSON လိုနဲ့သူက API ဆိုပြီးတော့အဲ့လိုမျိုးကသူတို့ဘာသာသူတို့လွယ်အောင်တော့သူတို့ ecosystem ထဲမှာသူတို့လုပ်ပေးတာအခုကျွန်တော်တို့ဒီ Telegram ဆိုရင်သူစီမှာဒီ boilerplate ဆိုတဲ့ tools တွေအဲ့လိုမျိုးထွက်လာတယ်ပေါ့နော်အဲ့ဒါဒီကောင်တွေကအဲ့လို HCF format ဟိုမှာဒီ Go template နဲ့အဲ့လို infrastructure as code ကို template တွေလုပ်ဖို့သုံးတာမျိုးတွေတော့ရှိတယ်ဒါပေမဲ့တော်တော်များများရုံးမှာ JSON နဲ့သုံးထားတာဆိုလို့လက်ချိုးရည်လို့ရတယ်ပေါ့နော်ဒါပေမဲ့တချို့ဟာတွေကတော့အခုဒီ standard YAML တွေပဲရှိသေးတယ်ဟုတ်ကဲ့ပါဟုတ်တခါကြာရင် harness engineering ကြောင့်ဝင်ပြပါဦးဟုတ်ကဲ့ပါနော်လမ်းလောက်အောင်ပဲပေါ့နော်အဲ့ဒါတွေကတော့မေးတဲ့လူတွေမရှိတော့ရင်တော့ဟိုဖြစ်လိုက်မလားပိတ်လိုက်မလားဟုတ်ရပြီလေသူတို့အတွက်ဘာ recommend ပေးဖို့ရှိအောင်လားဟုတ်ကဲ့recommend ပေးဖို့ရှိအောင်မလဲဆိုတော့ကျွန်တော်ခုနကအဲ့လိုမျိုးအဲ့တော့ဒီနောက်ပိုင်းကတိတ်ပြီးတော့ဘယ်လိုပြောမလဲ knowledge sharing တွေရောဒီ Facebook ရော YouTube ရော blog မှာစာရေးလည်းမရေးဖြစ်တော့ဘူးပေါ့နော်မရေးဖြစ်တော့အဲ့တော့ဒီတော်တော်များများဟိုစကားမပြောပြဘူးပေါ့နော်ကျွန်တော်အရင်ဒီမေးနေကြလူတွေတော့ရှိပါတယ်ဒီတိုင်းပဲအခုကိုရဲတဲ့ post နေတာ post တွေတွေ့တယ်ဆိုတော့ကျွန်တော်လာအပ်ထားတဲ့လူတွေတော်တော်များများလဲကျွန်တော်လက်ခံပေးတာပေါ့နော်အဲ့တော့တခုခုဒီမှာမဟုတ်ဘူးပေါ့နော်တခုခုဒီတိုင်းပဲသိကျင်တာရှိမေးကျင်တာရှိရမျိုးဆိုရင်လာမေးလို့ရတယ်ပေါ့နော်ကျွန်တော်လည်းဟိုတတ်နိုင်တဲ့တော့ပြန်ဖြေပေးတယ်ပေါ့အဲ့တော့ထားပါတော့ဒီ career နဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်တခုခုလို့ဒီ DevOps infra ဒီရဲ့ကနေပြီးတည်ကျင်တာမျိုးတွေပဲဖြစ်ဖြစ်လာပြီးတော့တိုင်ပင်လို့ရတယ်ပေါ့နော်အဲ့ဒါလေးတော့ပြောချင်ပါတယ်လို့တော့じゃမ share တော့ဘူးဆိုတော့လုံးဝ share မလုပ်တော့ဘူးလုံးဝစကား community တွေကလူတွေနဲ့စကားမပြောတော့ဘူးထင်နေပါဆိုလို့ Okay အကုန်လုံးမိုင်လဲဖွင့်ထားပြီနော် recording ကဟိုပြန်တင်ပေးပါလိမ့်မယ်ကိုရန်အကောင့်ကနေသူပြန်တင်ပေးလိမ့်မယ် YouTube မှာတင်မလား Facebook မှာတင်မလားမသိဟုတ်ကျွန်တော် Facebook အကုန်လုံးမှာတင်ပေးထားပါ person Facebook မှာတင်ပေးကျွန်တော် person နဲ့ပြန် share မယ် page မှာ YouTube မှာလည်းတင်ပေးထားပါအကုန်လုံးကျေးဇူးတင်ပါတယ်တက်တဲ့လူတွေရောပြောပြီးတဲ့ကိုရန်ဝင်းထင်ရောကျေးဇူးပါဟုတ်ကဲ့ကျေးဇူးပါအားလုံး